Okay မင်္ဂလာပါ Opinions and Thoughts podcast ကနေပြန်ပြီးတော့ကြိုးဆိုပါရစေဒါကတော့ကျွန်တော်တို့ကိုမင်းစောနဲ့ကျွန်တော်ရဲ့ဒါနှစ်စဉ် annual conversation Thank you ပါဟုတ်ကဲ့ကျွန်တော်တို့ဘာအကြောင်းအရာကြီးပြောချင်လဲဆိုတော့အဓိကတော့အမေရိကမှာအခုဖြစ်ပျက်နေတဲ့အကြောင်းအရာဒီရေပြီးရင်တခြားပေါ့နော်နိုင်ငံတကာအကြောင်းအရာလေးတွေပြီးရင်အခု America မှာဘာပဲပြော Trump ဒီ second term မှာတော်တော်အခုဆိုလည်း government shutdown တွေဖြစ်တယ်ပြီးရင်mass deportation တွေ ICE တွေရဲ့အလုံးလုံးပုံတွေတွေ့ရတယ်တဲ့တိတ်တော့မြင်မကောင်းဘူးပေါ့ကြည့်မကောင်းဘူးပေါ့နော်ဟုတ်ကဲ့အဲ့ထဲမှာရောကျွန်တော်သိချင်တာမြန်မာတွေရောဘယ်လောက်ပါသွားလဲပေါ့နော်ဘယ်လိုအကြောင်းအရာတွေနဲ့အဓိကသူတို့deport လောက်ခံရတယ်ပေါ့နော်တချို့ကြတယ်ကျွန်တော်တငယ်ချင်းတွေလည်းရှိရပါတော့သူတို့လည်းအေးဆေးပါပဲအဲ့တော့ဘယ်လိုလူမျိုးတွေအဓိကထိသွားလဲပေါ့နော်ဟုတ်အဲ့ဒါလေးနဲ့စလိုက်ကြအောင်ဟုတ်ကဲ့ Thank you ပါကျွန်တော် host လုပ်ပေးရတော့မြန်မာအများစုကပထမ administration က90ရောက်90လောက် deport လုပ်တယ်လို့ကျွန်တော်ကြားတယ်ပေါ့နော်ကျွန်တော်အဲ့တုန်းကဟုတ်ကဲ့လည်းရှိတယ် Trump ပထမ administration တော့မြန်မာတွေကတော့များသောအားဖြင့်တော့ deport လုပ်ခံရယူမရှိဘူးဘာဖြစ်လို့လဲဆိုတော့အများစုလာတယ်တကယ်လဲဟို overall general အနေနဲ့ political grievance တွေရှိရပေါ့နော်မရှိဘူးဆိုရင်တော့မှနိုင်ငံပြန်လို့မရအောင် dangerous ဖြစ်တဲ့ pro democracy forces တွေနဲ့ဆက်သွယ်ရှိရပါညာဆိုရင်တော့ပေးလိုက်တာများတယ်ပေါ့နော် asylum တို့ဘာပေးလိုက်တယ်ဒါမှမဟုတ်ချို့ကြတော့လဲအလုပ်ဗီဇာပိုင်းနဲ့လာပြီးတော့လို့ပြောင်းပြီးနေရလို့ရှိတယ်ဟုတ်ကဲ့အခုဒီပို့လောက်ခံရတယ်ဆိုရင်ညီမတွေထဲမှာထူးခြားပါရှိမလဲဆိုတော့ကျွန်တော်သိရသလောက်ကျွန်တော် anecdote ပေါ့နော်ဒါကတော့ anecdote လည်းဟုတ်တယ်အယောက်90တုန်းကလည်းကျွန်တော်သေချာဖတ်ပူးတယ်တခါဘာလဲဆိုတော့ Trump ကအဲ့တော့ DNA fraud cases တွေကိုသူကသေချာကိုင်တာဆိုတော့ DNA fraud cases ဒီမှာကြတော့ကျွန်တော်သိထားလောက်ဆိုရင် DNA camp ထဲ fraud မှာ case ဆိုတာဘယ်လိုဟာမျိုးကိုပြောတာJennifer Case ဆိုတာဥမာသူက DNA နဲ့ပတ်သက်ပြီးဥမာကိုကကလေးတွေကိုခေါ်လာတယ် camp ကိုကဟိုอ๋อမဲလာတော့ဘာလို့အဲ့လို refugee camp တွေမှာနေတဲ့အချိန်မှာကိုကလေးတွေဘာတွေတနာလို့ခေါ်လာပဲဖြစ်ဖြစ်တခါကျရင်ပတ်စံယူပြီးခေါ်လာပဲဖြစ်ဖြစ်อืတခါมကျရင်အဲ့လိုကိုယ်ကလေးမျိုးပေါ့နော်ဆိုပြီးတော့ခေါ်လာကိုကလေးဆိုတာမျိုးပြီးခေါ်လာတာอ๋อဖြစ်ဒါမှမဟုတ်ကိုနဲ့မိဘတော်တယ်ဆိုပြီးလိုက်လာအဲ့อืလိုမျိုးတွေมပေါ့နော်အဆက်အသွယ်မရှိအဲ့လိုမျိုးဟို claim လုပ်လို့မရဘဲနဲ့ claim အဲ့ refugee process တွေကို claimant ပုံစံမျိုးနဲ့ပါလာတဲ့ဥစ္စာတွေကိုသူက DNA တချို့စာတွေကို suspicious ဖြစ်တဲ့ဥစ္စာတွေကို DNA စစ်လိုက်တဲ့အခါမှာဟိုအဲ့ဒီကောင်ကကြတော့နည်းနည်းထူးခြားတယ်သူကအာလုံမယ်ဆိုရင်သူက denaturalize ထိလုပ်လို့ရတယ်လို့ပြောတယ်ပေါ့နော် but อืม debated ပေါ့နော် lawyer ဘယ်လောက်ကောင်းလဲမကောင်းလဲပေါ့လဲမူတည်တယ်ဟုတ်ကဲ့ဆိုတော့ဘာဖြစ်လို့လဲဆိုတော့တစ်ခါကျရင်ကလေးကမသိဘဲနဲ့ပါလာလေနော်ကလေးကို denaturalize လုပ်မယ်ဆို make sense မဖြစ်ဘူးဒါပေမဲ့ဒါကတော့ state ကပို့ပြီးတော့ကိုယ့်ထံအများတန်းပါဝါဖို့ရှိတော့ state ကတော့ pursue လုပ်ရင်တော့လုပ်လို့ရတယ်အဲ့တော့ Trump ကရောက်90ကျော်အဲ့ကိစ္စလဲပါတယ်နောက်ထပ်ကျတော့အဲpetty crime ကိစ္စတွေလည်းပါတယ်ပေါ့နော်တချို့ asylum claim လုပ်ထားတဲ့အချိန်မှာမအောင်သေးဘဲနဲ့ petty crime လုပ်တယ်ပါညာဆိုရင်အဲ့ဒါ deportation อื process มလည်းอืมပါသွားပြီနောက်တစ်ခုကကြတော့ကလေးအဲ့လိုမျိုးကလေးတွေ molestation တို့ underage girl တွေနဲ့တွေ့ရဥစ္စာတို့อ๋อအဲ့ဒါမျိုးလည်းပါတယ်ဒီတစ်ခေါက်မှာလည်းအဲ့ဒီထူးခြားကျွန်တော်ကနှစ်ခုသုံးခု case နှစ်ခုသုံးခုကျွန်တော်ဖတ်လိုက်ရတယ်ပေါ့နော်ဘယ်လောက်မှန်လဲမှန်တယ်ကျွန်တော်သိတာတော့ White House law မှာသူတို့ cite တယ်ကျွန်တော်ကတော့ White House law မှာသူတို့ placard လေး cite ပြီးတော့ထားတယ်လေအဲ့ထဲမှာညမာပါတယ်ပြီးတော့မားပြီးဒီပို့မားပြီးမဟုတ်ဘူးတမင်တကာဒီပို့လှုပ်လိုက်တဲ့ထဲမှာသူတို့တတိယနိုင်ငံပေါ့နော်မြန်မာပြည်ကလက်မခံလို့ဆိုပြီးတော့ဘယ်လဲမသိဘူးအာဖရိကတနိုင်ငံကိုဒီပို့လှုပ်လိုက်တဲ့ထဲမှာအဲ့လို container ထဲမှာရဲရဲဆက်ဆက်ထားတာอืအဲ့ဒီထဲမှာมလည်းမြန်မာ2 ယောက်လား1 ယောက်လားမသိဘူးပါတယ်อ๋อဆိုတော့အဲအများစုအဲ့လိုမျိုးကျွန်တော်တွေ့ရတာလို့မတိမ်မှုကလေးတွေနဲ့ခိုးတွေ့တာအဲ့လိုမျိုး petty crime ပြီးတော့ရင်အဲ့လို fraud case ပေါ့နော် silent fraud case တွေပါတော့ပြီးရင်ခါလေးကြာရင်သူတို့အဲ့အမျိုးတွေ့ရဆိုပေမဲ့ deportation process တွေဝင်သွားရင်တော့အကုန်လုံးသူတို့ဒဏ်တူညီများဆက်ဆံတယ်ပါလဲဆိုတော့ဘလောက်ပဲ crime ကတေးသေးကြီးကြီးဆက်ဆံတဲ့ပုံစံအရင်ရက်ဆက်တယ်အခုอืကြတော့มမြန်မာတွေကဆိုတော့ဟိုအကိုက child molestation sexual predator မလို့အကိုထူးထူးခြားခြားပို့ပြီးတော့ဟိုintensive ဖြစ်တဲ့ criminal ဟို criminal punishment မျိုး punitive ဖြစ်တဲ့ဥစ္စာမျိုးမပေးဘူးအကိုကိုပေးတဲ့ process နဲ့ဟိုဒီတိုင်း petty ဖြစ်တဲ့လူတယောက်ကို petty crime ပေါ့နော်ပတ်စံခိုးလို့ပစ္စည်းခိုးလို့ the green card ဟိုဟာရှောက်လို့မရတဲ့လူတွေရှိတယ်တချို့လူတွေပေါ့နော်အများစုကတော့အဲ့လိုမဖြစ်ဘူး waiver ရှောက်လို့ရတယ်ဒါပေမဲ့အကယ်ဒါ ASN တွေ fail ဖြစ်ခဲ့လို့တကယ်ပါသွားတယ် DUI မိလို့ DUI ခဏခဏထီလို့
US ဆိုတာရက်တာပြီးကားမောင်းနေဆိုတာအဲ့ဒါမျိုးထီလို့ဘာရပါညာ green card ရှောက်လို့မရလို့ deportation process တွေဝင်သွားရပါညာအဲ့ဒါမျိုးဆိုရင်လည်းပေးတဲ့ punishment အတူတူပဲ တူတူပဲ punitive ice ကနှစ်ခုလုံး punitive ဖြစ်တယ်ဟုတ်ကဲ့ နှစ်ယောက်အဲ့ဒီ group နှစ်ခုလုံးလက်ထိတ်ခတ်ပြီးပို့တာပဲအဲအရင်ရက်ဆက်တယ်ပေါ့နော်ပြီးတတိယအခုကျတော့တတိယနိုင်ငံတွေပါပို့နေတယ်ဆိုတော့ကိုယ်နဲ့မဆိုင်တဲ့နိုင်ငံတွေဘာလို့လဲညီမပြည်ကလက်ခံတဲ့ process မျိုးလဲတေချာမရှိအဲ့လိုမျိုးဆိုတော့အဲ့တော့ပြီးအများစုကလည်းထွက်သားလူကလည်းတိုင်းသားတွေများတဲ့ minority တွေတကယ်လည်းတစ်ခါလေကျရင် political grievance လည်းတကယ်ရှိတဲ့လူတွေဆိုတော့ဘယ်လိုလုပ်ပြန်မလဲเนาะညီမပြည်ကလည်းအဲ့ဒါမျိုးတိမမဖြစ်ဘူးဆိုတော့အဲ့ဒါမျိုးတော့ရှိတယ်ပေါ့နော်ဟုတ် yeah ပြီးတော့ဟိုပါဘောနော်ကျွန်တော်တွေးမိတာပေါ့သတင်းတွေထဲမှာတွေးမိတာဒီ American တချို့ citizen တွေတောင်မှအဲ့လိုမှားပြီးတော့ပို့တဲ့အထဲမှာပါတယ်အဲ့ဒါအခုသူတို့ဗာပြန်တရားစွဲတာတွေဗာလည်းလုပ်နေတယ်လို့တော့တွေ့တယ်ဟုတ်လား yes ဟုတ်တယ် profile လုပ် Supreme Court က profiling ကိုတရားဝင်ခွင့်ပြုလိုက်တယ်လောဆယ်ပေါ့နော် overall profiling ကိုတခါမှမဖြစ်ဘူး US history မှာဆိုတော့ profiling ကိုတရားဝင်ခွင့်ပြုလိုက်တဲ့ခါကျတော့အခုအများစုကအဲ့လို Hispanic American တွေပေါ့နော်အဲ့လို border area မှာရှိရဆိုရင် Hispanic American တို့ဘာလို့သူက Hispanic စကားပြောတာနဲ့အဲ့လိုမျိုး Spanish စကားပြောတာနဲ့သူတို့ကအာ profile မလုပ်ဘူးလို့ညင်းရင်တော့မှအဲ့ဒီဟာ factor တစ်ခုဖြစ်သွားပြီ you know like more likely that you're not a citizen မဟုတ်နိုင်တော့ဘူးဆိုပြီးတော့သူကအဲ့ဒါမျိုးနဲ့စစ်တဲ့အခုသူတို့အခုအဲ့ဒါကောင်လေးတယောက်ကိုသူတို့နှစ်ခါလားသုံးခါလားမသိဖမ်းလိုက်တဲ့အခါအဲ့ကောင်လေး civil suit တွေ file လုပ်တယ်ပေါ့နော် civil suit တွေ file လုပ်တယ်ဆိုတော့အဲ့ဒါမျိုးတွေတော့အများကြီးဖြစ်လာတယ်ပေါ့နော်အခုကတော့တော်တော်လူတွေက passport card တွေရှိတဲ့ document တွေအကုန်တည်သွားနေရတယ်ညီမကျွန်တော်ဒီနေ့ညီမလည်းအကုန်တည်သွားတယ်အဲ့ဒါမျိုးတော့တစ်ခါမှညီတော်မရှိခဲ့ဘူးအခုကတော့ green card မရှိလို့ green card မကင်ထားလို့လည်းတန်ရိုက်တာတွေထွက်လာတယ်အခုအဲ့ဒါမျိုးလည်းညီတော်များဥပဒေကတော့ကင်ထားရတယ် green card သမားတွေ PR သမားတွေကျွန်တော်လည်းအများအားကတ်တွေအများအားကင်ထားတယ်ဒါပေမဲ့ဟိုမရှိဘူးဆိုရင်ညီတော်ပြဿနာမရှိဘူး it's like a technicality okay we'll look you up ပါညာပေါ့နော်အဲ့လိုမရှိတော့တော်တော်ရှားပါတယ်ပြောရမယ်ဆိုရင်တော့အခုကတော့တော်တော်ဘယ်သွား ID ဆောင်ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ yeah အဲ့ဒါ America မှာအဲ့လိုမျိုးတော့ရင်တော့မရှိဘူးပါနော်ဟုတ်ကဲ့ကျွန်တော်နဲ့ကိုတန်းတို့အောင်ဆိုတာရှိတယ်ကိုတန်းတို့အောင်နဲ့တခါခီးသွားတော့သူနဲ့ကျွန်တော်နဲ့ယထာစီးတာ American တပတ်စီးတာသူကပြောတယ်ဟာ ID မစစ်ဘူးလားno မစစ်ဘူးယထာလည်းမှာပဲဆိုတော့သူတော်တော်သဘောကျတယ်အဲ့တော့ဆိုင်ရောက်လာအချိန်မှာဆိုပြောချင်တာအခုအရင်တော့အဲ့လိုမျိုးမရှိဘူးအခုကတော့တော်တော်လေးကိုချက်ချင်းနေချင်းညချင်းပြောင်းလဲသွားပြီး Supreme Court ကလည်း profiling ကိုပြုသဘောအဖြစ် allow လုပ်လိုက်တယ်ဆိုအဲ့ဒါလည်းတကယ် historic တကယ် shift change ပဲပေါ့နော် like တကယ်တကယ် zeitgeist ထဲမှာအရင်တော့အဲ့ဒါမျိုး American တွေစဉ်းစားခဲ့သူကတော့တော်တော်တင်းကြပ်ကြပ်မျိုးလုပ်လာတယ် yeah အဲ့တော့ဘယ်လိုလဲဘယ်လိုထင်လဲပေါ့နော်ဟိုခုနပြောလို့ဒီခုနဘယ်လိုပြောရမလဲဒီအမေရိကမှာဆိုအခုဘာပြော Trump ကသူတတိယတက်တန်းအောင်run မယ်ဘာညာဒီ Steve Bannon လိုမျိုးသူ့ရဲ့ advisor တွေ team တွေပါအတန်နေထွက်နေတယ်ဆိုတော့အဲ့ဒါတော့တကယ်ဖြစ်နိုင်တာပေါ့နော် Constitution ဒါ American Constitution အရဆိုတော့ဒါသမ္မတနှစ်ခါလုံးလို့မရဘူးလို့ဒါအတိအလင်းပါတယ်ပေါ့နော်ပြောရမယ်ဆိုရင်အမေ22လားမသိဘူး I looked it up ဆိုတော့ yeah 22nd amendment so အဲ့ဒီကောင်ကဘာလဲဆိုတော့ခဏလေးကျွန်တော် yeah Steve Bannon အကြောင်းပြောရမယ်ဆိုရင် Steve Bannon ကအစတွေကသူရှိတဲ့ access ပေါ့နော်သူက Trump ကိုရှိတဲ့ access နဲ့သူချဲ့ကားပြောတာ ਨੇ နှစ်ပိုင်းပြောရမယ်ပုံစံဖြစ်တယ် Trump ကပထမတော့သူ့ကိုပထမ term တော့သူ့ကို kick out လုပ်လိုက်တယ်ကန်ထုတ်လိုက်တယ် administration နဲ့ဒါမဲ့ Trump က Steve Bannon ရဲ့ Government Accountability Institute ဆိုတဲ့အဖွဲ့ထဲကရေးတဲ့ grievance တွေပေါ့နော် grievance တွေကိုသူကကောင်းကောင်းအဲ့ထဲကTrump ရဲ့အောက်ထဲမှာလှုပ်တဲ့လူရဲ့နားလေဆိုကျွန်တော်ကိုစိုးရမလားအားရင် Google လုပ်ကြည့်ပါနော် Government Accountability Institute ဆိုတာသူတို့စာရေးအရန်ရေးတယ်ဗျာစာအုပ်တွေအရန်ထုတ်တယ် investigation ဆိုပြီးတစ်ခုပြီးတစ်ခုထုတ်တယ်ခုတော့မှသူတို့ full ပါလဲမသိစာအုပ်ထုတ်လိုက်တယ်တလားနာပဲရှိတယ်ဆိုတော့သူတို့ကဘာလဲဆိုတော့သူတို့ thesis ကဘာလဲ right wing populism ပေါ့နော် right wing populism ကိုဆိုရမင်းဘယ်လိုခေါ်ချင်လဲတော့မသိဘူး fascism လို့ခေါ်ချင်လဲခေါ်တယ် right wing populism က left wing populism နဲ့ right wing ဆိုတော့
Steve Bannon ကသူကအဲ့ဒီ project ကိုလည်းသူနည်းနည်းနွန်နစ်တယ်ပြီးရင် right wing populism နဲ့ America မှာသူနာမည်ကြီးအောင်သူလုပ်ချင်တယ် anti-Israel pivot လည်းသူလုပ်တယ်ပြီးတော့ရင်အခုနောက်ပိုင်း anti-Israel pivot အရင်လုပ်လာတယ်နည်းနည်းတော့မှမဟုတ်တော်တော်လုပ်လာတယ်ပြီးတော့ရင်ဒါရီကအဓိကတော့ low IQ anti-Semite တွေကိုနည်းနည်းဟိုလှုပ်ချင်တာဗျာတကယ်တင်မလား anti-Semite တွေကanti-Zionism no Zionism ကို critique လုပ်တာတော့anti-Semitism လို့ခွဲပြီးမမြင်ဘူးလေနော် like we hate the Jews I'm like okay yeah so အဲ့ဒါမျိုးတွေကိုသူလုပ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ Steve Bannon အကြောင်းဖတ်မယ်ဆိုတော့နောက်တစ်ခုနားလည်ရမှာ Steve Bannon အစတည်းက anti crony capitalism ဆိုပြီးသူစာရေးတယ်အများကြီးဆိုသူအများကြီးရေးထားတယ်အဲ့ဒါမျိုးသူကဘာလုပ်ချင်တာလဲဆိုတော့ corporation တွေကအဖြူ working class American တွေနဲ့ပြီးရင် American မှာရှိတဲ့ heritage American တွေနဲ့ native born American တွေကိုအသုံးချပါတယ်ပေါ့နော်ပြီးရင် labor pool ပေါ့နော်ရှိနေတဲ့ labor source ကိုနိုင်ငံခြား foreigner တွေကိုယူလာပြီးတော့ dilute လုပ်လိုက်ပါတယ်ပေါ့ပြီးရင် unlimited cheap labor တွေ import လုပ်လာပါဆိုတော့အဲ့ဒါထူးထူးဆန်းဆန်းပထမဆုံး American နိုင်ငံမှာစပြောတာ Steve Bannon ပါတယ်တချို့နာဇီတွေလည်းပြောတယ်ဒါပေမဲ့ Steve Bannon ကအရင်ဆုံးပြောတာအဲ့ဒါသူကအဲ့ဒါမျိုးအရင် tap တင်ဖြစ်တယ်ဗျာ cultural zeitgeist ကဘယ်နာရွှေ့သွားမလဲဘယ်နာကိုAmerican ရဲ့ trend ကဘယ်လိုနိုင်ငံရေးရွေးဘယ်လိုရှိလဲသူရန်ကောင်းကောင်းဖတ်တတ်တယ်ဒါပေမဲ့သူ Trump ကိုရှိတဲ့ access ကလည်းသူကအရင် overblown အဲ့လိုမျိုးအရင်ပြောတယ်သူကအဲ့လိုမျိုးသူ Trump ကိုရှိတဲ့ access ကိုသူလိုတာတဲ့သူပြောတယ်ဒီမှာ Trump ကသူပြောတဲ့ဥစ္စာတစ်ခုနှစ်ခုကိုယူတယ်ဗျာဥပမာ unitary executive theory executive က power အကုန်ရှိတယ် judicial branch တွေက executive ကိုဝင်ရောက်ပြီးတော့တားပိုင်ခွင့်မရှိဘူးဗျာသိရမလားအဲ့လိုမျိုး executive order တစ်ခုလုပ်လိုက်ပြီဆိုရင်ဟို check and balance ပုံစံမျိုးတွေမှာ executive branch ကပို့ပြီးတော့ power ရှိရမယ်ပေါ့နော် yeah အဲ့ဒီ theory ကိုစပြီးတော့ develop လုပ်တာ Heritage Foundation နဲ့ Steve Bannon ကတချို့မိတ်ဆွေနဲ့လုပ်တာဆိုတော့ Steve Bannon ပါတယ် Government Accountability Institute ပါတယ် The Heritage Foundation ပြီးရင် National Conservative ဆိုတဲ့ conference တစ်ခုရှိတယ်အဲ့ဒါပါတယ်ပြီးရင်နောက်တစ်ခုရှိပါတယ် think tank နောက်တစ်ခုအခု you know Mike Johnson လုပ်ခဲ့တယ်သူတို့ကနောက်တစ်ခုတော်တာသူတို့ think tank တွေကိုနာမည်အရင်ကောင်းကောင်းပေးတတ်တယ်သူတို့ကအဲ့လိုမျိုး Freedom and Democracy Institute အဲ့လိုသူအဲ့လိုမျိုးအရင်သူတော်တယ်ပေါ့နော်တော်တယ်အဲ့ဒါတော့သူနာမည်အရင်ရွေးတတ်တယ် optic လည်းသူတို့နားလဲဆိုတော့အဲ့လိုမျိုး institute တွေကစနစ်တကျအခု push လုပ်တာပေါ့နော်ဆိုတော့အခုနကကိုဆွေးရမယ့် question ကိုပြောရမယ်ဆိုရင် Steve Bannon ကဒီ third term project ကိုလုပ်ထားတာပထမတစ်ခေါက်တည်းကသူကပြောပြီးသားဒီခေါက်ရရင်လည်းငါတို့နောက်တစ်ခေါက်ပြန်မယ်ဘာဖြစ်လို့လဲဆိုတော့နှစ်ခုရှိရပါတော့တစ်ခုကပါလဲဆိုတော့ Trump က continuity မပြည့်ဘူးပေါ့တစ်ခုနဲ့တစ်ခု continuity မပြည့်ဘူးအဲ့ဒီကိစ္စကိုသူတို့က continue မပြည့်ပေမဲ့လည်း 22nd amendment like amendment ဟို constitution ထဲမှာဟိုမရဘူးလို့ပြောထားတယ်ဆိုရင်သူက well we're gonna sue ငါတို့ sue လုပ်မယ်ငါတို့ Supreme Court ထိတက်မယ်ငါတို့မှာအခု judge တွေအကုန်လုံးကဟိုဖြစ်နေ6-3ဖြစ်နေငါတို့ judge 6ယောက်ရှိဆိုတော့သူ9ကြီးရမ်းများသွားတယ်နောက်တစ်ခုကပါလဲဆိုတော့နောက်တစ် strategy တစ်ခုဒီနေ့သူပြောတယ်ဒီနေ့နောက်တစ်ခေါက်သူထပ်ပြောတယ်60 minute မှာမသိဘူးထပ်ပြောတယ်ပါလဲဆိုတော့ငါတို့ကသူတို့ကဒီဟို liberalism ဆိုရဲအခြေခံ framework တွေထဲကပြီးရင်လှုပ်ထုံးလုပ်နည်းစနစ်တွေထဲသူတို့သွားတာမဟုတ်တဲ့အတွက်သူတို့တိတ်လည်းမရှက်ဘူးသူတို့ဘာပြောလဲဆိုတော့ငါတို့ JD Vance ကိုတင်မယ်တင်ပြီး JD Vance ကိုဆင်ခိုင်းမယ်ပြီးရင်ငါတို့ Trump ကိုပြန်တင်လိုက်မယ်ပေါ့နော် Trump ကို vice president ပုံစံနဲ့ run ပြီးတော့ဆိုတော့ I mean လုံးမလားမလုပ်ဘူးလားဆိုတော့အရင်တော့ stretch ဖြစ်သွားပြီဒါပေမဲ့လုံးမလားမလုပ်ဘူးလားဆိုတော့ကျွန်တော်ကတော့လောလောဆယ်တော့ I'm on the fence I'm like they could do it I mean ဒီတစ်ခေါက်ဒီလောက်ဟိုဒီမလားဟို judge တွေပြောရဲဆို judge တွေတော့ပေါ်တင်လိန်တာပဲเนาะ court မှာ judge တွေက Kilma Abrego Garcia ဆိုရဲ Hispanic ဟိုအမျိုးသား Maryland Hispanic အမျိုးသားဘယ်မှာရှိလဲတိလားဘယ်ရောက်နေလဲတိလားဆိုတော့မသိဘူးဆိုပြီးပြောင်းလိန်တယ်ဆိုတော့သူတို့ judge တွေပါတွေကိုလည်း defy လုပ်ဖို့မကြောက်သူတို့ they don't care circuit judge เนาะတကယ် federal level judge တွေကိုသူတို့ defy လုပ်ဖို့သူတို့လုံးဝမကြောက် EU လည်းမဆိုင်ဘူးဆိုတော့အဲ့ဒီလောက်လုပ်ရဲဇက်ရဲရှိရဆိုရင်တော့ဒီအရှက်သိက္ခာကိစ္စလာတော့သူတို့တတိမမဖြစ်သွားပြီအဲ့တော့ဟိုဟာဘောဘယ်လိုခေါ်မလဲအဲ့လိုမျိုးဟာတွေဟိုဥမာပေါ့နော်ခုနပြောတော့ဒီ rules တွေ laws တွေရှိတဲ့ဒီ constitution နဲ့မကိုက်တဲ့ဟာတွေအဲ့လိုမျိုးလက်တလုံးကြားလုံးမယ်လို့သူတို့ကဒီလိုမျိုးပေါ်တင်ပြောနေတာတောင်မှဒီဟာတွေကိုထောက်ခံတဲ့လူက
ရှိနေအောင်မှာပဲပေါ့နော်အဲ့ဒီဟာကိုတော့နည်းနည်း why ပေါ့ why do they like အဲ့လိုမျိုးအဲကိုမင်းတော့တွေ့ဘူးလားအဲ့လိုအဲ့လိုမျိုးပေါ့ yeah like extreme yeah right bro right wing yes people yes တွေကျွန်တော် yeah ကျွန်တော် working class လို့စားလုပ်ခဲ့တဲ့အချိန်တော့ I've met a lot ကျွန်တော်တို့တိတ်မထူးဆောင် maybe ဒီကျွန်တော်ဒီရောက်လာခဲ့တဲ့ဒီ Trump ရဲ့ spear တဲ့ it's like a Trump country တဲ့မလားဒီကျွန်တော်ဒီစရောက်အဲ့လိုပုံစံမျိုးဖြစ်သွားလို့လဲပါကောင်းပါနိုင်တယ်ဒါပေမဲ့နှစ်ခုပေါ့နော်တစ်ခုကနှစ်ခုမက but ပြောရမယ်ဆိုရင်တော့အဲ့ခုနပြန်တားယူလုပ်ပြီးပြောမှာဆို right wing populism ပေါ့နော် ဟုတ်ကဲ့ uh, there is no wrong to the right like right wing ဖက်ရောက်သွားတာဘာမှအမှားမရှိတော့ like ဘာပဲလုပ်အဲ့ဒီအဲ့ဒီသူတို့ power ရဖို့ကအဓိကပဲပေါ့ရဖို့အဓိကပဲဆိုတော့အရင်တည်းကလည်း Republican တွေကum Congress မှာရော presidential election တွေမှာ executive power ရပြီဆိုရင်ရောအဲ့လိုမျိုးလုပ်ထားရှိတယ်ဒါပေမဲ့ပြည်သူတွေက they don't play along with it အခုကျတော့ပြည်သူတွေထဲမှာတိတိတသာ Trump ရဲ့ base 30%ကတကယ် cultist ပုံစံမျိုးဟိုတကယ် they are buy abordant ပေါ့နော်13% evangelical တွေကပါလဲဆို Trump က sent by Jesus Christ or something တကယ်ကိုယုံတာ like deeply တကယ်ကိုယုံတဲ့ belief deeply held belief အာနောက်ထပ်တချို့ကပါလဲဆိုတော့ time he yeah slept with prostitutes and they stuff that yeah the counter to that is King David did the same that prophet did the same this prophet did they have all the rebuttal so သူတို့ကဒီ prophet တွေလည်းဒီ look here ဟို prophet တွေလည်းဒီ look here သူတို့လို့ပြောနေမယ် so သူတို့မှာ rebuttal ရှိပြီးသား they theological counter narrative တွေလည်းသူတို့အကုန်လုံးသိပြီးသား like အခုအချိန်ကအရင်တော့နဲ့မတူတော့အရင်တော့လို့သူတို့ shame and blame လုပ်လို့မရတော့ liberal yeah usual shame and blame အလုံးမလုပ်တော့ they're like yeah we know who cares like he slept with a couple of ladies like come on he raped them like everybody does that. It's choose your favorite pedophile now. အဲ့လိုမျိုးရံပြောတာ choose your favorite pedophile now. I'm going to choose a pedophile who's going to work for me. အဲ့လိုမျိုးပြောတာဆိုတော့တကယ် landscape ကို over time တော့ပြောင်းသွားတာပေါ့နော်ပြီး populism right wing populism ကတကယ်ကိုသူ base ထဲမှာတကယ်အမာခံ fascist တွေရှိတယ်တကယ်အမာခံ fascist တွေရှိတယ် Nick Fuentes yeah like တကယ်အမာခံ fascist Nick Fuentes ကပထမကျွန်တော်တို့ကတီးတီးလေးပါဘာမှဖြစ်ဘူးတီးတီးလေးပါဘာမှဖြစ်ဘူး leftist ရလို့ဖြစ်ထားတာတကယ်ကိုလူငယ်ဂျန်စီအများစုကို griper ဆိုပြီးတော့ group ဖြစ်အောင်လို့ yeah I know စူးစမ်းပြီးတော့မရရအောင်သူ cover လုပ်မရရအောင်ပြန်တက်လာတယ်ဗောနော်အဲ့ဒါလဲ liberal streamer တချို့ကဟို Destiny ဆိုတဲ့ streamer တယောက်ကတင်ပေးလိုက်လို့သူလို့ဖြစ်လာတယ်နောက်တစ်ခုကဘာလဲဆိုတော့အာသူကရိုးတနန်းအာနာနည်းနည်းပါးပါးပဲရှိရတဲ့လူမဟုတ်ဘူး Department of Homeland Security ရဲ့ Facebook page Department of Homeland USCIS ရဲ့ Facebook page အကုန်လုံး griper ထဲတဲ့ Nick Fuentes ထောက်ခံတဲ့ကောင်တွေ manage လုပ်တာတစ်ချိန်လုံးအဲ့ဒီဟို hint တွေ drop တာပေါ့နော်ဥမာဟိုစာကြောင်းတင်လိုက်ရင်14လုံးပါတဲ့ဥစ္စာတင်တယ်ပေါ့နော်ဟို white supremacist whistle dog whistle ကျွန်တော်တို့ကသွားပြီးအဲ့အရာတွေကိုထောက်ပြရင် like မင်းတို့က hallucinate ဖြစ်နေတယ် schizophrenic ဖြစ်နေတယ် like meme တွေထဲမှာ moonman posting တို့အဲ့လိုမျိုး cold post အဲ့လိုမျိုးအများစုတွေဗျာကျွန်တော်တို့ဒီလူငယ်တိုင်ဝိုင်း meme culture tap in ဖြစ်တယ်လို့ဆိုသိတယ် like ပြီးရင်ဟို defend your country ဆိုပြီးတော့ဟိုအရင်တော့ဟို manifest destiny ခေတ်တော့ painting တွေကိုပြန်ချလာပြီးတော့တင်တယ်သိရမလားဆိုတော့အဲ့ဒီဟာတွေကို native american တယောက်ကိုဒီတိုင်းတော့ပြရင် manifest destiny ဟိုဟာကြည်ပါပေါ့နော်အရင်တော့မင်းတို့ရဲ့နေရာတွေတင် he will beat you up like what are you talking about this is very offensive to me ဒါပေမဲ့အခုချိန်မှာ DHS Facebook page USCIS Facebook page ကနေပြီးတရားဝင် report တင်ကိုတင်လာတယ်ဆိုတော့တော်တော်လေးကို cultural landscape ကတစ်နှစ်ထဲမှာတော်တော်ပြောင်းလဲသွားတယ်ပေါ့နော် Trump ကhe get to do whatever he wants ဆိုတော့တကယ်ကိုဆိုရဘလောက်ပဲလုပ်သူ့အတွက် check and balance ကိုပြီးရင်cultural punishment ဟောပါအရင်တော့အဲ့လိုမျိုးတစ်ခုမှမရှိတော့ဘူးဆိုတော့အဲ့လိုမျိုးပေါ့ the right wing populism ပေါ့နော် rise of right wing populism အဲ့ဒါပဲပြောရမှာပဲ yeah အဲ့လိုမျိုး right ဒီလိုမျိုးပေါ့နော်ဟိုတချို့ critics တွေလည်း online မှာတော့တွေ့ရပါတော့ဟိုမှာ libertarian နဲ့မှာပြောရမယ်ဆိုရင် Dave Smith တို့လူဒီတို့ဘာလို့တော့နည်းနည်းတော့ဒီဟာတွေကိုသူတို့အာ critic ဖြစ်တယ်ပေါ့နော်ဥမာ foreign wars တို့ဘာတွေဒီနိုင်ငံတခြားနိုင်ငံတွေကိုစစ်သွားတိုက်တာရအခုဆိုရင်ဒီ Venezuela ကိုအခု
ဝင်တိုက်နေပြီလားတိုက်တော့မှာသူတိုက်တော့မှသူတို့သင်းမောတွေကိုဖောက်ခွဲနေတယ်တိုက်သေးတိုက်တော့မယ်တိုက်တော့ yeah အဲ့ဒီဟာတွေကကြတော့ခုနကလို right wing manufacturing consent stage ပါနော် yeah Noam Chomsky yeah ဟာပေါ့ yeah အဲ့တော့ဟိုခုနပြောရဲ့ဒီ right wing ထဲမှာရောဒီဟာတွေကိုပြန်ပြီးတော့ပေါ့နော်ဟိုခုနပြောရဲ့နည်းနည်း dignity ရှိရလို့ပဲပြောရမှာနည်းနည်းအဲ့လိုပေါ့နော်ဒါမှမဟုတ်လဲနည်းနည်းဟိုတိတ်ခါရှိတဲ့လူတွေမရှိတော့ဘူးလားရှိတယ်ဒါပေမဲ့ as သူတို့က they're too like အရန်သေးသွားပြီပေါ့နော်တခြားဥစားနဲ့ရှင်းလိုက်ဒီ movement ကအကျိုးမပေးတော့ဥစားတည်တယ်သူတို့လည်း they know like there's no currency left in this like liberal dignitized liberal ဆိုတာ bigger liberal ပေါ့နော် liberalism like focus dignitized conservatism like မရှိတော့ဟိုနေရာတော့မှ Mehdi Hassan ဆိုတာကိုဒီမှာ Mehdi Hassan ကို go back to your country ဘာလို့ပြောလို့ defend လုပ်တဲ့အခါတော့မှအဆဲခံရတယ် like ဘာလို့လုပ်တာလဲ he's a brownie like brown white go back like national conservatism ဆိုတဲ့ idea လဲတော်တော်ဆိုးရပါတော့။ဘာလဲဆိုတော့ဒီနိုင်ငံမှာ heritage stock မဟုတ်ဘူးဆိုရင်နေလို့မရဘူးပေါ့နော်။နေ like you don't belong here heritage stock ဆိုတာဟို Mayflower တင်မောနဲ့လာတဲ့လူဟိုရင်တော့လာရုပ်တိမရှိရဟာပေါ့နော်။နေ Mehdi Hassan ကလည်းပြန်ပြောတယ် like ဒီနိုင်ငံမှာရောက်လာတဲ့ slave တွေကျွန်အများစုကအမဲကျွန်အများစုကဟို၃ယောက်မှာတစ်ယောက်က Muslim like 33% was Muslim like အခုထိဟို library တွေသွားရင် Arabic စာတွေနဲ့ဘာဖြစ်လို့လဲဆိုတော့ Muslim အများစု working class တွေလည်းပညာတတ်တယ်အပေါ်ဟိုလည်းပညာတတ်တော့အများစုကသူတို့ရေးထားတဲ့စာတွေပဲကြံခဲ့တာ Arabic လို့ရေးထားခဲ့တာရှိတယ်သူတို့ဆိုထားတဲ့ Arabic hymn တွေအခုထိကြံခဲ့တယ်33% of the African American was Muslims like ခင်ဗျားနဲ့ Mehdi Hassan ကလည်းပြန်ပြောတာမင်းနိုင်ငံနဲ့ပြောမယ်ဆိုရင်ငါတို့ကတော့ပို့ပြီးတော့ claim ရှိရမယ်မင်းက Irish ဆိုတော့အဲ့လိုမျိုးပြန်ပြောတဲ့ခါကျတော့ they got very mad they were like okay whatever they're not Muslims anymore whatever you know အဲ့ဒီကိစ္စတွေပေါ့နော်အရန်အဲ့ဒီ heritage အဲ့ the heritage foundation ဆိုတဲ့ဥစ္စာကိုအဲ့ national conservative ဆိုတဲ့ project ကိုလုပ်တာအဲ့လုပ်တဲ့လူတယောက်ရဲ့ literature လည်းကျွန်တော်မှရှိတယ် तू ကဘာသူ့ရဲ့ argument ကကို Ezra Klein နားထောင်ဟို New York တိုင်းနားထောင်ပြော I know of him သူရှိမှာသူကတော့တကယ် liberal like soft cushy liberal but သူရှိမှာအဲ့ဒီ national conservatism ကိုစလုပ်တဲ့လူနဲ့လုပ်ထားတဲ့ podcast ရှိတယ်ဆိုတော့သူကဘာပြောလဲဆိုတော့ Israel နိုင်ငံတော်မှာ ethno nationalist state လုပ်လို့ရတယ်ဆိုရင်ငါတို့ကအဖြူနိုင်ငံဘာဖြစ်လို့လုပ်လို့မရမှာ so that is his central claim အဲ့ဒီ conference က okay that sound like a disgusting thing ယုံဖို့ကောင်းတယ်ဘာဖြစ်လို့မျိုးပြောတာလဲပေါ့နော် maybe တိတ်နာမည်မကြီးဘူးပေါ့ကိုမင်းဆိုတာချက်ကပြောနေဆို JD Vance ကအဲ့ conference မှာတွားပြီးစကားပြောဘူးလေခေတ္တမနာဖြစ်ပြီးတဲ့နောက်ပိုင်းမှာ JD Vance ပြောတဲ့စကားကဘာလဲဆိုရင်ကျွန်တော်တို့လူမျိုး claim ရှိတယ်လို့ပြောအောင်ကျွန်တော်ရဲ့အဖိုးဖွားတွေက fourth generation fifth generation လောက် Kentucky မှာ Kentucky ကဖျားเจ้าထဲမှာမြေမြုပ်ထားခဲ့တာပေါ့နော် so he have like fourth fifth generation of claim you know essentially what Burma Buddhists do in Myanmar ငါတို့လေ four five generations the National Conservative Conference မှာသူအဲ့လိုပြောတာ so National Conservative Conference ကပြီးရင်သူတို့ကိုတိုက်ချင်တယ်ဆိုရင်သူတို့ရဲ့အကြောင်းတွေကိုလည်းကျွန်တော်ကနားလဲသူတို့ purely racialist မဟုတ်သူတို့အဲ့လို skin color ဘာညာနဲ့မဟုတ်ဥပမာ they will happily take Vivek Ramaswamy if we let go of the neoliberal economic policy Vivek Ramaswamy သူတို့ရှိမှ Jew တွေလည်းရှိတယ်သူတို့ရှိမှ Muslim တွေမှရှိတယ်အခုသူတို့ကျမ်းမာရေးဝန်ကြီးပါညာ Mehmet Oz they don't have problem with a Turkish white guy မလို့ but ထားပါတော့ they don't care as long as you buy into the idea that you're going to live under a Christian value Christian value set တခုအောင်မှနေရမယ်ပြီးရင် heritage stock ရှိတယ်ဆိုတာလက်ခံရမယ်ပြီးရင် national conservative တွေပြောတဲ့အတိုင်းနိုင်ငံခြားလူတွေထပ်သွင်းလာတဲ့ဥစ္စာ integration ပြဿနာရှိတဲ့လူတွေထပ်သွင်းလာတဲ့ဟာအဲ့ဒါမျိုးတွေကိုတွန်းဆုပ်ဖြစ်တဲ့လူမျိုးဖြစ်ရမယ်ပေါ့နော် so သူပြောတဲ့စကားအရင်ကောင်းတယ်ဆိုတာ in his context racialist မဟုတ်ဘူးသူက pure racialist တွေမဟုတ်ဘူး racist တွေမဟုတ်ဘူးဒါပေမဲ့ integration ကောင်းတဲ့မကောင်းတဲ့နေရာမှာတဲ့ race နဲ့ဟိုဟာ correlation ရှိရပါတော့အဖြူတွေကပို့ပြီး integrate လုပ်နိုင်တယ် Muslim တွေကတိတ်မလုပ်နိုင်ဘူး Jew တွေကပို့ integrate လုပ်နိုင်တယ်ဆိုတော့ national conservatism ဆိုတဲ့ movement လည်းရှိရပါတော့ Nick Fuentes ကအဲ့ဒါရဲ့အပေါ်ပဲစား version
like အာ national conservatism ရဲ့ Nazi version ပေါ့နော် Nick Funder like openly Holocaust denying and everything ဆိုတော့ Nick ကိုတော့မှသူတို့ disown လုပ်သွားသေးတယ်အဲ့ podcast တွေမှာဆိုတော့အဲ့လို trend တွေကအရန် dangerous ဖြစ်တယ် like သူတို့ကျူးတနက်အရင်တော့အဲ့လိုပောက်ခရပေါ့ပဲလေးတဲ့ကျွန်တော်တို့က debate လုပ်ပြီးပြန်ခြေပလိုက်လို့ရတဲ့ conservatism မျိုးမဟုတ်တော့အခု sophisticated ဖြစ်တယ် fascist တွေက like skin color လည်းမရွေးဘူး they have like brown friends you know they อื have ม Mexican friends who debate for them Mexican တွေရှိတယ်သူတို့ထဲမှာကို อื ယ်အတွက်လာသူတို့มအတွက်လာပြီးတော့ debate လုပ်ပြီးတယ် อื Christian ม nationalist တွေဆိုတော့အဲ့မှာဟာမင်း Mexican တယောက်ကိုဘာဖြစ်လို့ Mexican American တယောက်ကိုဘာဖြစ်လို့ debate လုပ်ခိုင်းလဲမင်းတို့ Nazi မဟုတ်ဘူးလားလို့ပြောရင် well သူက Korean စနစ်အောက်မှာနေမှာဖြစ်တဲ့အတွက် he's fine he's totally okay အဲ့လိုမျိုး သူကဒီ religion အောက်မှာဆွဲသွင်းလိုက်တဲ့ပုံစံပေါ့ yeah ပြောရမယ် Christian nationalism ပေါ့နော် purely အာ religious ပုံစံမျိုးလည်းမဟုတ်ဘူး like Christian nationalism it's like a little more disgusting version of Christian conservatism like the um နားလေရတော့နည်း sophisticated မြန်မာပြည်မှာကျွန်တော်တို့မြန်မာပြည်အနေနဲ့ပြောရမယ်ဆိုရင်ဥပမာကျွန်တော်တို့ဒီဟိုစကမပေါ့နော်စစ်တပ်ကလူတွေက purely Muslim အကုန်လုံးကိုပြစ်ပယ်တာမဟုတ်ဘူးမြန်မာပြည်အနေနဲ့ဆိုရင် ဟုတ်တယ်သဘောပါတယ် Orca Hotel ပိုင်ရှင်တို့ပါ okay လား okay Hotel ပိုင်ရှင်တို့ပါလို့ သူ ဆိုရင် they're တို့ fine နဲ့အဆင်ပြေသူတို့ရဲ့ yeah သူတို့ရဲ့ ideology တွေကိုဘို yeah င်းလောက်တဲ့လူဆိုပြီးရရင်င်ဟုတ်တယ်ရတယ် တရားဟိုပါဠိလိုမျိုးတရားစကားလုံးတစ်လုံးလုံးထည့်ပြောရမယ်ပြီးရင်အဲ့လိုမျိုး like dress up like a Burmese အဲ့လိုမျိုးဆိုအဆင်ပြေရဗျာသိရမလားကိုညီမကြီးမလေးငါ generation လောက်ပဲနေ10 generation ပဲနေအဲ့အင်ဂျီကသူတို့မကြိုက်တဲ့အင်ဂျီဝင် like it's a little you're not Burmese အဲ့လိုမျိုးပုံစံမျိုးဟုတ်ပေါ့နော်ဒီမှာလဲ sophisticated ဖြစ်တယ် National Conservatism ဆိုတဲ့ project ကပြီးရင်သူတို့လှုပ်ချင်နေတာကြာပြီအဲ့ဒီဟာ American ရဲ့အုံနောက်ထဲမှာ American ရဲ့ European နေနဲ့မတူတာကြောင့် American တွေက immigration ကိုအရန် positive မြင်တတ်တယ် like they're very positive about it အဲ့ဒါကိုပြောင်းဖို့အချိန်ရမ်းကြာသွားတာ took them a long time ဒါပေမဲ့အခုလုံနိုင်တယ် Trump လုံလိုက်တာလုံနိုင်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဒါတော့မှတရားရခိုင်နှုန်းမဟုတ်ဘာလို့လဲဆိုတော့ yeah အဲ့ဒီလောက်ထိမရောက်ပါဘူးပေါ့နော် American တွေရဲ့ခေါင်းထဲမှာ immigration ကိုအရန်သူက positively correlate American နိုင်ငံအတွက်အရန်ကောင်းသွားတယ် immigration ကတကယ်ကို like ဟုတ်တယ် positive အရန်ဖြစ်လွန်းတယ်ဆိုတော့အဲ့ဒါ အခု မြင်ဖို့အရန်ခက်ခဲရပေါ့နော်သူတို့အတွက် yeah အဲ့လိုမျိုးပေါ့နော်ဟိုခုနပြောသလိုတခြားက labor force နဲ့လာပြီးတော့တခြားအပြင်က cheap labor တွေတွင်းနေဆိုတာလေဒါသူတို့ဟို capitalism နဲ့ very against တော့ဖြစ်နေမှာပေါ့ yeah နော် yeah like မဟုတ်ဘူးသူတို့ capitalist idea ကသူတို့လုပ်ချင်တဲ့ဟာလေအဲအကြောင်းမလို့ Steve Bannon ကဒါကိုတိုက်တာ he's like he will တချို့ podcast မှာပြောရတယ်တဲ့ကျွန်တော်က capitalist မှာ real capitalist crony capitalist မဟုတ်ဘူးပြီးရင်ကျွန်တော် national ဟိုကသူအမြဲတမ်းပြောတယ်သူဘယ်လောက်ထိအဲ့ဒါမျိုးလုပ်လဲဆိုရင် Biden အောက်မှာအလုပ်လုပ်သွားတယ် Lina Khan ဆိုရက်ဟိုပါကစ္စတန်လူမျိုး American နိုင်ငံသူတယောက်ရှိတယ် Lina Khan ကFTC director ထဲမှာ तू ကအတော်ဆုံးလို့ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ तू Facebook ကိုတန်ရိုက်တယ်။အကုန်လုံးရှိသမျှ corporation အကုန်လုံးကိုတန်ရိုက်တယ်ပြီးလင်းတွေကိုခါကျွေးငွေတောင်းတဲ့ဟာပါညာ तू လုပ်တယ်ပေါ့နော်။ Lina Khan you should look her up LINAKTN အဲ့ဒီမျိုးသမီးကိုဒီတိုင်းကြည့်လိုက်ပြီဆိုရင်ကိုဆိုရမင်းနေတယ်လား။ okay ဒီမျိုးသမီးကပါကစ္စတန်မျိုးသမီးဒီမျိုးသမီးရော conservative တွေကဘာမှပြောမှာမဟုတ်ဒါပေမဲ့ Steve Bannon invited her on the podcast after she left the job and asked her because he also called her the biggest American patriot or something. It's just why it's like ကျွန်တော်တို့ဒီ conservative trend nation conservative trend တွေမှာ populism ကိုနားလည်မယ်ဆိုရင် you have to understand it in its whole entirety. What arguments ရမယ် so Steve Bannon economic populism argument လုပ်တဲ့အချိန်မှာသူကပြောတယ် Silicon Valley မှာ H1B နဲ့ဝင်လာတဲ့ H1B တွေဝင်လာမဲ့အစားငါတို့ကဒီမှာရှိတဲ့ Mexican American ဒီမှာရှိတဲ့ Black American ဒီမှာရှိတဲ့အဖြူ American တွေငါတို့အလုပ်ပိုရစေချင်တယ် so that's the whole part and parcel argument that he's making အရင်တော့အဲ့လိုမျိုးပေါက်ပန်းဖဲစား anti-immigrant sentiment တွေကမတိုးစားတည်ရလို့ချက်ချင်းပြောင်းလိုက်တာ H1B ကိုတိုက်တယ်တိုက်လို့လည်းအောင်မြင်တယ်လေနော်အခု H1B ကဘာပဲပြော restricted ဖြစ်သွားတယ်ဗျာit's a joke like သူတို့လိုချင်တော့မရဘူးဒါပေမဲ့ still the things around restriction တော့ရှိသွားတာပေါ့နော်ပြီးရင်သူတို့ EB3 ကိုလုပ်မယ် EB2 ကိုလုပ်မယ် investment visa ကိုလုပ်မယ်ဆရာမ visa အကုန်လုံးကိုသူတို့လုပ်တော့မယ်ဆိုတော့ these are disastrous policies ဥပမာ H1B ကိစ္စမှာထိန်းသိမ်းတဲ့ဥစ္စာတွေရှိတယ်
ကျွန်တော်လည်း leftist တယောက်အနေနဲ့ labor pool လို့အဲ့လိုမျိုးဟိုရှိသမျှ foreign labor တွေတွင်းလာပြီးတော့ dilute လုပ်လိုက်တဲ့ဥစ္စာ even though if it's not happening ideologically ဆိုရင်အဲ့ဒါအကောင်းတဲ့ဥစ္စာမဟုတ် ဟုတ်ကဲ့ ဘာဖြစ်လို့ဆို local job တွေပါတယ်ကိုလည်းကိုကဟုတ်တယ်ကာကွယ်ပေးရမယ် ကာကွယ် because ပေးရ as a မယ်ဟုတ်တယ် leftist you have to like make sure that people have jobs and stuff yes like cheap ဖြစ်တယ်ဆိုပြီးတော့ outsource လုပ်တာဒါကျွန်တော် capitalist idea တွေကို buy in လုပ်တဲ့ပုံစံဖြစ်သွားမယ်ဒါပေမဲ့ it's not happening American မှာအဲ့ဖြစ်နေတာမဟုတ်ဘူးအဲ့လိုမျိုး cheap labor force တွေယူလာရဲဆိုရင်တော့မှထိမ့်သိမ့်တဲ့နည်းရရှိရဗျာလို့ cruel ရဆက်ဆက်မလုပ်ဘဲနဲ့သူများ vacation သွားနေတဲ့အချိန်ဒီဝါလီသွားလှည့်နေတဲ့အချိန်တွေလောက်တာမျိုးမဟုတ်ဘဲနဲ့စနစ်တကျနဲ့နောက်ဝင်လာတဲ့လူတွေစီစစ်ပြီးလောက်တာမျိုးမလိုအပ်တဲ့ labor တွေကို100% ပိတ်ပလိုက်ပြီးတော့ဥပမာ janitor တယောက်ကို H1B နဲ့ငှားစရာမရှိဘူးသူတို့ janitor တွေပါငှားတာတွေပါရှိရဗျာအဲ့ဒါမျိုးတွေထားလို့လက်ခံကြမရှိဘူးအဲ့ Bernie Sanders လည်း he spoke out against it so အဲ့ဒါမျိုးတွေနားလည်လို့ရတယ်ဒါပေမဲ့အခုကျတော့ဆရာဝန်တွေလည်းပါတယ်အကုန်လုံးပါတယ်သူတို့လောက်တာ like ရှိသမျှဟိုဘယ်လိုပြောမလဲ high demand job တွေပါအကုန်လုံးသူတို့အဲ့လိုမျိုးလိုက်လောက်တာပေါ့နော်ဆိုတော့ high demand job တွေပါသူတို့အဲ့လိုမျိုးလိုက်လောက်တယ်ပါညာဆိုတော့ I mean တိုင်းပြည်တော့လည်းမကောင်းဘူးပေါ့နော် brain drain ရမ်းဖြစ်တယ်အခု British Vancouver တို့ဘာလို့ဆိုရင်အာ BC တို့ပါ British Columbia တို့ဘာလို့ဆိုရင်ဟို American ဆရာဝန်တွေ nurse တွေကိုပြီးရင် visa နဲ့ရှိနေတဲ့လူတွေကိုသူတို့ပြန်ပြီးတော့ဟိုလုပ်တယ်ပေါ့နော် brain drain ပုံစံမျိုးပြန်လုပ်နေ America ဆိုတော့ trend တွေကိုစနစ်တကျမကင်တွယ်ပဲနဲ့ဟိုအဲ့လိုမျိုးပေါက်ပန်းသေးလို့ဒီမှာလှုပ်ချင်လို့လှုပ်တယ်ပြီးရင် emotional sentiment တွေနဲ့လှုပ်ချင်လို့လှုပ်တယ်ဆိုရင်တော့ I mean populism ဆိုရင်တော့မှအဲ့ဒါတကယ် land based populism ပေါ့နော်အောင်မြင်မှာမဟုတ်ဘူးတိုင်းပြည်တော့တကယ် net negative ရမ်းများတဲ့ဥစ္စာမျိုးသူတို့ tariff ကိစ္စမှာလည်းလို့ပဲအာကျွန်တော် leftist ရောက်အနေနဲ့ tariff ကို100% ဆန့်ကျင်တာလုံးဝမဖြစ်နိုင် it's like a tariff ဆိုတာတကယ်တေးချာချာစဉ်းစား strategically လုပ်မယ်ဆိုရင် local labor market အတွက်အရင်ကောင်းတဲ့ဥစ္စာမျိုးရှိတယ်ဥပမာကားအတွက်ဆိုရင်လုပ်လို့ရတဲ့ဥစ္စာရှိရဗျာဟိုကျွန်တော်တို့ရှိမှာကား manufacturing assembly line အကုန်ရှိတယ် it's not really good ဟို Jeep တို့ဘာတို့သူတို့ merger လုပ်ထားတဲ့ဥစ္စာ၃ခုရှိတယ်ဆိုတော့ကားအတွက် logistic process တစ်ခုကိုလုပ်တော့မှာဆို American မှာအဆအဆုံးလုပ်လို့မရရင်တော့မှ maybe 60% လုပ်လို့ရတဲ့ labor force ရှိတယ် Detroit တို့ဘာမှာအရင်တော့ကတော့ပို့ပြီးတော့ American မှာ car manufacturing တော်တော်ကောင်းတယ်အခုက depleted ဖြစ်သွားပြီအခုက outsourcing ဘာညာနဲ့အဲ့လို depleted ဖြစ်သွားတယ်အဲ့ဒါတွေပြန်ယူလာလို့ရတဲ့ဥစ္စာမျိုးရှိတယ်အဲ့ဒါမျိုးလုပ်နေတဲ့ဟာကိုဂျော်ဂျီယာမှာဆိုရင် KIA ကလာပြီးတော့ KIA လားဟွန်ဒိုင်ကလာမသိဘူးလာပြီးတော့ဟိုက plan ဆောက်တာကိုအလုပ်သမားတွေကလာပြီးတော့ training လုပ်ပေးတာ apprenticeship လုပ်ပေးတာ American worker တွေအဲ့အလုပ်သမားတွေကိုခေါ်ပြီး Trump က ICE နဲ့ဖမ်းခိုင်းတယ်ဒီပို့လုပ်လိုက်တယ်အဲ့ကိစ္စတော်တော်ရှင်းလိုက်ရတယ်အခုအဲ့ worker တွေကိုအတင်းပြန်ခေါ်နေရတယ်ပြန်မလာတော့လို့ဆိုတော့အဲ့လိုမျိုးတွေပါနော်အရန်ကိုပောက်ခဲ့ရတွေရှောက်လုပ်တဲ့ဥစ္စာမျိုးပြင်သူတို့လှုပ်ချင်တာပဲရှင်း ambitious အရန်ဖြစ်တယ်သူတို့ plan နေရတော့ဟိုတည်ချာစီစစ်ပြီးလုပ်တာမဟုတ်အဲ့လိုမျိုးအဲ့တော့ပြီးတော့နောက်တစ်ခုကလေဒီလိုမျိုးပေါ့ဒီအဲ့ဒီဘယ်လိုခေါ်မလဲဒီပြောရမယ်ဆိုရင်ဒီအမေရိကမှာအစတည်းကဒီသူတို့ရဲ့ဒီမကျေနပ်မှုတွေရှိလို့ပဲဖြစ်မှာပေါ့နော်ဒီလိုမျိုးအခုဟာဒါအများများလာပြောရမယ်ဆိုဒီခွဲခြားဆက် fascism ပဲပြောရမှာပေါ့နော်အဲ့လို fascism နဲ့ဟိုဟာတွေများလာတယ်ဆိုတာဒါအရှိခေတ်အစိုးရအဆက်ဆက်ဒီပြောရမယ်ဆိုရင်ဒီတကယ်ဟို real ဒီငါပြော working Americans ရဲ့ဘဝတွေကိုသူတို့လစ်လျူရှုခဲ့လို့ဒီလိုဖြစ်ဖြစ်တယ်လို့ပြောလို့ရတာပေါ့နော် yeah ဟုတ်တယ် American ရဲ့အချိုးကွေထဲမှာအရေးကြီးတာပါလဲဆိုတော့ NAFTA 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 နဲ့ I think Clinton အောက်မှာလုပ်ခဲ့တော့ဆိုပါတော့ American job တွေအကုန်လုံး overseas offshore လုပ်လိုက်တဲ့တကယ် bill အကြီးပေါ့နော်အဲ့ NAFTA ရဲ့နောက်တစ်ခုကဒါပါတီနှစ်ခုလုံးကလောက်တာနော်တချို့ဒီမိုကရက်တွေနားထောင်နေနော်သဘောကျအောင်ပေါ့ဒါပါတီနှစ်ခုလုံးကအဖြစ်ရှိတယ်နောက်တစ်ခုကပါလဲဆိုတော့ NAFTA ရဲ့ NAFTA offshoring လုပ်တယ်နောက်တစ်ခုကဒီ Chuck Schumer ရဲ့ strategy ပေါ့နော်တကယ် brainiac strategy ငါတို့ကworking class vote ဒီ lose ဖြစ်သွားတယ်အရင်တော့ Democrat တွေက working class party ကို right New Deal Democrats ဆိုတာ FDR လောက်ခဲ့ New Deal Democrats ဆိုတာ Democrat တွေက Congress ထဲမှာတော့နှစ်30 40လောက် dominate လုပ်ခဲ့တာအဲ့ဒီ New Deal ကြောင့် right လုံး labor လုံးဝ labor protection အကုန်လုံးကြောင့်ဆိုအဲ့ New Deal Democrat တွေနောက်ပိုင်းမှာ Chuck Schumer တို့လို liberal neoliberal capitalist တွေရောက်လာတဲ့နောက်ဘာဖြစ်သွားလဲဆိုတော့အဲ့ video ကကျွန်တော်play ပြခြင်းတယ်for every one or two
votes that we bleed in rural areas, we will pick up one two votes in suburban areas. That there is strategy. So ngaro dollar မင်းမပေးရင်လည်းငါတို့က wine liberal wine mom တွေတော့ရာတည်မလားဟိုတထေး area မှာနေ liberal ပညာတတ် liberal wine mom တွေရှိရနေငါတို့ will pick up the votes somehow သူအဲ့ဒါပြောထားတဲ့ recording တော့ရှိတယ် so that was a major strategic failure because ပထမတစ်ခုက working class resentment ဆိုတာ build up ဖြစ်လာတယ်အရန်ဒေါသထွက်လာတဲ့အချိန်ကျရင် negotiate လုပ်လို့မရတော့ like you cannot explain away racism when they are angryမင်းတို့ job တွေက brown Muslim တွေကြောင့်ပျောက်သွားနေရမှာမဟုတ်ဘူးမင်းတို့ job တွေကဒီ cooperation တွေကအရန်လောဘကြီးပြီး offshore လုပ်လိုက်လို့နိုင်ငံခြားကိုရောက်သွားတယ် you cannot go and explain it to them anymore because they are in the six or သူတို့ဘဝမှာဘာမှအဆင်မပြေနေဘူးသူတို့ insurance တွေတက်လာတယ် car premium တွေတက်လာတယ်မုန်တိုင်းဖြစ်တယ် FEMA ပတ်စံမချဘူးကျွန်တော်မျက်စိနဲ့ကိုယ်တိုင်မြင်ခဲ့ရတာဗျာကျွန်တော်မနေ့တနေ့ကကျွန်တော်တကယ်ချင်းတယောက်တကယ်ချင်းဆိုတာအသက်50လောက်ရှိပါပြီ she said she had $40 in the bank account and she said the problem is that black people are taking all her food stamps and stuff so dollar 40ပဲရှိတယ် that's incredibly like messed up fucked up like yeah dollar 40 50-year-old she has like 3 kids like two is like a nurse like RN or something it's crazy like these are people failed by the administration like the ghetto fail the ghetto systematic fail ပြီးရင်နောက်တစ်ခု Democrat တွေရဲ့အချင်းရော Republican တွေရဲ့အချင်းရောဘာလဲဆိုရင်မင်းတို့တရားတွေ working class area မှာ vote အကုန်ရှုံးနေတယ်မင်းတို့အရင်တော့ union strong ဖြစ်ခဲ့တဲ့နေရာတွေအခု union တွေ participation လျော့နေလာတယ် union protection တွေမရှိတော့ဘူးသူတို့လစာမကောင်းအဲ့ဒါတွေကို address လို့ဆိုရင် they always talk about how stock market is booming well guess what stock market မှာ normal လူ participation လည်းအရင်နေလာတယ် why ဘာဖြစ်လို့လဲဆိုတော့မင်းတို့ buyback allow လုပ်တယ် right သူ stock buyback တွေ allow လုပ်လိုက်ကို stock ကိုပြန်ဝယ်လို့ရတယ် so they can manipulate the stock ပြီးနောက်တစ်ခုပါလဲSEC က prosecute မလုပ်တော့ဟိုအဲ့လိုမျိုး fraud case တွေပါ prosecute အခုဆိုရင် Bitcoin case တွေနဲ့ဆိုပုံမြင်ရမှာပေါ့နော် Bitcoin ကတော့ကျွန်တော်အဲ့လောက်ထပ်ပဲ Bitcoin case တွေနဲ့ဆိုပုံမြင်ရ SEC က prosecution ကိုလုံးဝလှက်လွတ်လိုက်တယ် Democrat တွေတက်လာရင်နည်းနည်းပါးလုပ်ပြတယ်ခုန Lina Khan တို့လိုမျိုး once in a generation figure တက်လာရင်အတကုံလုပ်တယ်သူကတော့ FTC ဆို corporation တွေကို antitrust law တွေပါလုပ်တာနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီ stock market မှာလူတွေပတ်စံမရှိတဲ့အခါ participation လျော့နေလာတဲ့အခါကျရင်သူတို့မှာ stake မရှိတော့ဘလောက်ပဲ boom ဖြစ်နေပါစေ they are not feeding off of itဟုတ်တယ် it's not for them like yeah Nasdaq is boom what does it do for me as a working class American like I don't give a shit like get the fuck out of here ထမင်းစားဖို့မရှိဘူးဗျ ruler မှာတန်း40 snap benefit food stamp တွေပေါ်နေနေရတယ် and they want to explain like တချို့ဆိုင်ကျွန်တော်လည်းလို့ပေါ်တင်တော့ဒါပေမဲ့ you cannot go and have a woke meter and like tell the working class American like you have to be this woke to like get like you can't do that အဲ့တော့ Democrat တွေရဲ့အမှားပေါ့နော်ခါကြရင် optic အရာမှားတာလည်းရှိတယ်နောက်တစ်ခုက strategy အရာမှားလည်းရှိတယ်အဲ့ Schumer ရဲ့အဲ့ဒီ suburban rural vote လဲလိုက်တဲ့ဥစ္စာတကယ်ကိုအရန်ဒုက္ခရောက်တယ်အဲ့တော့ကိုမင်းဆိုအဲ့ဆိုရင် red area တွေမှာဟို Democrat တွေမနိုင်နိုင်ဘူးလားဆိုနိုင်နိုင်တာပေါ့ Kentucky governor Andy Beshear ဆိုတာအကုန်ရှိသမျှစီးတယ်အကုန် red he is a governor like he's a Democratic governor why because he's very popular သူစကားပြောတတ်တယ် optic လည်းနားလဲစီးပွားရေးလည်းတည်တယ်ပြီးရင်နည်းနည်း populism ကိုလည်းသူက left wing populism သူကလုပ်တယ်ဆိုတော့ဒီလောက် Kentucky လိုမျိုး red state မှာသူဘယ်လို governor Andy Beshear ဘယ်လိုနိုင်လဲ right ဆိုတော့ Andy Beshear ကိုဒီ front runner လုပ်ဖို့တော့မှတချို့တွေကပြောအခု New York မှာလည်းဟို Mamdani ကတော်တော် Mamdani လည်းနိုင်တာပဲ Jew like 1.5 million 2 million ရှိတဲ့မြို့မှာ anti-Zionist position ကိုယူပြီးတော့သူနိုင်တော့ he can win like because he talk about affordability issues right like I'm not saying like American Jew တိုင်း like Zionist ဖြစ်တယ်လို့ပြောတာမဟုတ် New York က Jew တွေဆိုရင်ပို့ပြီးတော့ anti-Zionist forever ရှိတယ်ဒါပေမဲ့ပြောချင်တာ he can win over broad population right like Muslim vote လဲ Muslim vote ကတော့ထားလိုက်ပါတော့ it's a given လို့ပဲသတ်မှတ်လိုက်ကျွန်တော်ဒီစကားပြောနေတဲ့အချိန်မှာသူ Italian vote right working class New Yorker vote ပြီးရင် Manhattan မှာရှိတဲ့ finance bureau vote တော့မှသူနိုင်တယ် like တကယ်ကိုမစင်စားဘူး finance bureau vote သူနိုင်တယ် right ပြီးရင်ဟို hot girls vote
like Brooklyn hot girl vote okay ပြီးရင် Jewish New Yorker vote မရရအောင်သူဆွဲတက်တယ်သူ campaign လုပ်တယ်လမ်းလျှောက်တယ်စကားပြောတယ်ပြီးရင် halal cut ဆိုတာ New York မှာအရန်နာမည်ကြီးတယ် like နေရာတိုင်းမှာ halal cut ရှိတယ်သူပထမဆုံးစတက်လာတာ halalflation ဆိုတဲ့ video နဲ့စတက်လာတာ halal cut inflation ဆိုတဲ့ video သူပထမဆုံး banger video like he understand economic intrinsic like တော်တော်နားလဲကျွန်တော်ပထမသိပြီးဘာမှမသိတဲ့ DSA member ပဲညာအဲ့လိုမျိုးမဟုတ် like သူ Andrew Schultz podcast ကိုတော့ဒီသူပြောတာ subway project တွေလည်းသူတည်တယ်လူတွေဘယ်လောက်ထိထမင်းငတ်နေလဲသူတည်တယ် city တွေမှာသူအကုန်တည်တယ် so he can talk to normal people right Yeah. talk to normal people like obviously a brown-faced Muslim guy with a father who's like a socialist professor, a Marxist professor, and he can talk to a normal dude. Why can't Democratic Party do the same? Like, what a waste. Yeah? အဲ့ပြောရတယ်နော်ဒါပေမဲ့အခုဟို Texas ကဟို Senate ရတာ Congressman က T နဲ့စာ I forgot his name T နဲ့စာ Tellerico James Tellerico yeah Tellerico yes သူ message တယ်မဆိုသူလဲလို့ပဲ so သူလဲ issue ကိုနားလဲပြီးရင် kind ဖြစ်တယ်ပေါ့နော်ဆိုတော့ထွက်လာတဲ့ပုံစံချင်းလည်းမတူဘူးဥပမာ Zoran က New York မြို့အတွက်ပုံဖော်ထားတဲ့ရုပ်ထုလို့ပဲ he's made for New York like တကယ် liberal ဖြစ်တဲ့အိမ်မှာကြီးတာအိမ်မှာမွေးတာမဟုတ်တာပဲရှိတယ်အိမ်မှာကြီးရပြီးရင်သူအဲ့ New York ရဲ့ intrinsic politics တွေနားလဲတယ်သူ code switching ပုံစံစကားပြောတဲ့ African Indian African he was Indian born in Africa I think so you got အကုန်လုံးနဲ့ code switch လို့စကားပြောတဲ့ပြီးရင် liberal politics triangle လည်းနားလဲ Hillary ကိုကြတော့ empathetic ဖြစ်တယ် like Texas အတွက်အရန်ဆင်ပြေတယ် like တကယ်ကိုသူ့အနေနဲ့သူကြိုက်တဲ့ဥစ္စာမျိုးပေါ့နော်ဒါပေမဲ့ဒီ candidate နှစ်ယောက်လုံးကို establish အခု Graham Plattner ဆိုတော့နောက်တစ်ယောက်ထွက်လာတယ် Graham Plattner အကိုသိလာတော့မသိဘူးသူကတော့ main ကသူက veteran တကယ် veteran ဆိုယူတနမ်ဟုတ်တကယ် special force ပြီးရင်his background is a little cuckoo veteran Blackwater မှာလုပ်တယ် socialist being socialist pro Palestine I'm like oh my god and then they found a Nazi tattoo on his chest and then they had to make him cover it so တော်တော်ကြီးရတယ် Graham Plattner ဆိုတာအဲ့ဒါလေသူလည်း look up လုပ်ကြသူလည်းတော်တော်စကားပြောရပါကောင်းတယ်ပေါ့နော်သူလည်းအဲ့လိုသူလည်းတော်တော်ဟို Zoran နီးပါလောက်ဟိုဖြစ်တယ် left wing ဖြစ်တယ် main တို့ဘာတော့ကြာတော့နေလို့လည်းကောင်းတယ်စတဲ့ကလည်း socialist father ရှိတယ်ပါ main Bena Vermont ဆိုလဲ Bernie Sanders က like ဒီမျိုးတွေကတကယ် quality of life လည်းအရင်ကောင်းတယ်ပြီးရင် state level မှာ socialism ရှိတယ် like healthcare ဘာညာအကုန်လုံးတကယ်နေလို့အရင်ကောင်းတဲ့နေရာတွေအဲ့တော့ in a way ပေါ့နော်ဘယ်လိုပြောရလဲဒီဥမာဆိုပါတော့ဟိုဒီ federal government like kind of run over by like right wing maybe ဒီ Trump that time run မဲ့ဘာညာဖြစ်သွားရင် America အဲ့လိုမျိုးပေါ့နော်ဒီခုနပြောတော့ကမ္ဘာကြီးရဲ့ဒီ democracy ရဲ့လမ်းပြဟိုဟာကြီးကနေဟိုဟာဖြစ်ပြီးတော့ like wall order ကလုံးဝပြောင်းသွားမယ်လို့ထင်တာဒါမှမဟုတ်ဘယ်လိုဖြစ်မလဲ multipolar တော့အခုပြောကြတာပေါ့အခုဟို multipolar ပဲဖြစ်သွားမှာဒါမှမဟုတ် isolate ဖြစ်သွားမှာ America ဘယ်လိုမြင်လဲ America isolated ဖြစ်လာမပြောလား America ပြောရင်တော့ liberalism အခြေပြုပါလဲ international ပါလဲ rule-based international order လို့ပါအမြဲတမ်းပြောတယ်ဒါပေမဲ့အစတည်း America ရဲ့ official de facto policy ကပါလဲ might make right ပေါ့နော် might is right တကယ်ပါရှိရင်မှန်တယ်ပေါ့နော် like being realist အရင်ဆန်တယ် like idealism သိမရှိဘူး idealism နဲ့တူတာတော်တော်ရှားတယ်ပေါ့နော် like လုံးဝမရှိသလောက်ပဲ realist real politics realism အခြေပြုနိုင်ငံရေးပုံစံမျိုးပေါ့နော်စတဲ့တကယ် might ကို argue တဲ့ dominant structure ပုံစံမျိုးသူတို့ပဲသူတို့အဆင်ပြေအောင်စောက်ထားတဲ့ structure ပုံစံမျိုးနဲ့သူတို့နေလာတော်တော်ကြာပြီ100 years ပေါ့နော်ဟုတ်ကဲ့ဆိုတော့ post world war 2 post world war 2ထဲသူတို့လိုမျိုးလောက်ထားတာအဲ့ဒီTrump ပြောတယ်လေ globalism မဟုတ်ဘူးပါလဲ Americanism ဆိုတာ so it ကျွန်တော်အမြင်မှာတော့ globalism က Americanism ကနည်းနည်းလေးတူတယ်ပေါ့နော် it's tastes a little different ဟိုမှာglobalist structure သူ
သူတို့ပြောတဲ့စကား lingo ကြီးသုံးရမယ်ဆိုရင် globalist structure မှာဆိုရင် regime change လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ဘာလုပ်လဲ Democrat တွေကအုံနောက် like I have so much dislike for Democrat but အုံနောက်အရန်ကောင်းတယ်နိုင်ငံသွားတယ် NGO structure set up လုပ်တယ် NED ကနေ National Endowment for Democracy ကနေ funding ပေးတယ် USA ကနေ funding ပေးတယ်ပြီးရင် resentment build up လုပ်တယ်ပြီးရင် special force တွေလွတ်တယ်အမျိုးမျိုးအဲ့လိုတေချာ set up လုပ်ပြီးမှရန်တရားအများကြီးလုပ်မှ color revolution လုပ်တယ်ဆိုတော့အဲ့လိုပုံနဲ့အဲ့လိုသိရမလားတွင်းထဲကလူတွေကတော့မှ American ကလာကယ်နေပါအရင်ပြုတ်နေတာ like so happy like oh hell yeah bro bomb like there's a joke like bomb Iran bro my grandmother lived there like bomb it bomb Iran free it from the cuffs of like the regime mullahs or something ရှောင်းပြောနေတာဘာလို့ဆိုအထဲထဲမှာ resentment ကit's 100% already like they hate it they hate that that Iran ကြောင့်ပြောမယ်ဆို they hate that the dirty mullahs are like holding Iran hostage America's gonna free it of course America's not gonna free it America လို့လို့ situation တွေရောက်တာဆိုအဲ့လိုမျိုးပါနော်ဒီမိုကရက်တွေကအရန်ညံကောင်းတယ် they have like 35 think tank ready to go like အကုန်စင်ပြေတယ် I mean think tank တွေအကုန်လုံးကျွန်တော်စော်ကားရမှာမဟုတ် think tank တွေမှာဒီကေကို I mean သူတို့ပတ်စံထောက်ပံ့ထားပေမဲ့အပြုသဘောဆောင်တဲ့လုပ်တဲ့လူတွေအများကြီးရှိတယ်ကျွန်တော် girlfriend လည်း I mean NGO တွေဘာမှလုပ်တာပဲ USA တို့ဘာတွေ mission ဆိုရင်လည်းအများစုကcovert မဟုတ်တဲ့ဥစ္စာအများစုက it's very good for people my girlfriend's gonna kill me အဓိကတော့ CIA ပါပဲ I think that's what they do what the CIA ရဲ့ main mission they do regime change that's what they do မဟုတ်တော့ got different flavor ဖြစ်သွားပြီပါလဲဆိုတော့ Venezuela တင်မောတွေကိုပေါ်တင်ပုံကျဲတယ်ပေါ်တင်ပုံကျဲတယ်ပြီးရင်ဘာမှအဖြေမပေးဘူးအီရန်ကိုပုံကျဲခြင်းကျဲပလိုက်တယ်ပြီးရင် Israel ကိုတင်ရခိုင်းတယ်ပြီးရင်ကာတာရှိကလေရင်ပြန်ယူတယ်မြည်ခြင်း like it just they don't give a shit you know သူတို့ American ပါဘယ်လောက်လုပ်ချင်တာလုပ်မယ်ပေါ့အဲ့လိုပုံ they realize it like they know now like they know like ငါတို့ဘာပဲလုပ်လို့လူတွေငါတို့တားလို့မရဘူး their grievances they can cry but unless they are like မြေကြီးပေါ်မှာ6လောက်မချမချင်းငါတို့ဘာမှလုပ်လို့မရ6လောက်ချရင်တော့ Middle East မှာဆိုရင်တော့အတေခံပြီးပြန်တိုက်တယ် they can't take that heat ဘာလို့ဆို American လောင်းနေပြန်လာရင်မရ Russia ရန်တက်လာတယ်ဒီမှာမရ release valve တခုရှိရတယ်ဘာလို့ release valve က usually liberal politics liberal politics ဆိုလည်းဘာမှထူသွားတာမဟုတ် you know so so သူတို့ကအခု drone warfare အရန်ပိုင်နိုင်တဲ့အခါကျတော့လက်နက်ပေးရ proxy war တွေလုပ်တယ်ဆိုတော့သူတို့အဲ့ဒါကောင်းကောင်းသိတယ်Americanism globalism မဟုတ်ဘူး Americanism ပဲဆိုတာအဲ့ဒါကိုပြောတာနိုင်ငံခြားမှာငါတို့ကြိုက်တဲ့လောက်လို့အခုကျွန်တော်စကားပြောနေတဲ့အချိန်ဒီ83ခေါက်ရှိပြီ Trump ကဆိုမာလီယာကိုပုံကျဲနေတာ for what like they're already like they're starving for what like they hate us for our freedom no they don't like Muslim တွေက like တလောက် American ရောက်လာရင်တလောက် integrate ဖြစ်တာYour last president had a Muslim middle name, Hussein. You're like, what are you talking about? They don't hate you guys. Like, okay, like they hate you because you go and like coup their country and shit. You know? Yeah, the ကိုယ်နိုင်ငံဘုံလာကျဲနေမှာတော့မုန်းပါပဲ I mean, we're global Islamophobia တော်တော်များနေတဲ့အချိန်ဆိုတော့ analytical ဖြစ်လို့မရဘူးနော်ဘယ်နေရာသွားလိုက် just resort to simple quips and everything. It's context ပြီးသွားရင် nuances ရှင်းပြဖို့ရန်ခက်တယ်အခုလောလောဆယ်ဒါပေမဲ့ American တွေစခဲ့တာအဲ့ပြဿနာ like 1930-40မှာ Islamic extremism ရှိမှမရှိတာ There's no Islamic extremism like anywhere why did it happen why ဘာဖြစ်လို့Salafism Saudi Arabia ရဲ့Salafism ကိုဘာဖြစ်လို့အားပေးလဲ Wahhabism ကိုဘာဖြစ်လို့အားပေးလဲ why did you guys print those kind of books in Afghanistanကျွန်တော်မှအဲ့စာကိုလိုက်ရှာနေ eBay မှာဝယ်ဖို့အတွက် Afghanistan မှာဒရစာတွေမှာ CIA ကအဲ့လို J for Jihad တို့ပါအဲ့လိုမျိုးစာအုပ်တွေ alphabet တွေကအစားအဲ့လိုမျိုးတွေလုံးဝ extreme version ကိုထုတ်ပြီး Soviet တွေကိုပြန်တိုက်တာ you know they strategically install those kind of ideas into like Muslims you know yeah အဲ့လိုပါသူတို့ပဲစတာပြီးရင်အဲ့ပြဿနာတွေကသူတို့ပြန်ပြီးတော့ပြန်ဒုက္ခပေးတာပဲblowback လေသူတို့မှာ time ရှိရ blowback like blowback ဖြစ်တယ် yeah ironically ကျွန်တော်ကြိုက်ဆုံး podcast ကလည်း blowback တော်တော် research တော်တော်ကောင်းတယ် like Afghanistan အကြောင်းတွေပါ Safari Club တို့ပါတော့သူ research လုပ်တာပါနော် dark money ဘယ်လို funding လုပ်လဲပြီးရင် American စစ်သားတွေကခလေးမတိမ်မှုကိုဘယ်လိုမျိုးမျက်စိ
Bachabazi လို့ခေါ်တယ်ကလေးတွေကိုမတိန်ကျင့်တာပေါ့နော် tribal Afghan tribal leader တွေကအဲ့ဒါကို CIA လက်အောက်မှာခွင့်ပြုပေးခဲ့တဲ့ဟာတွေဘိန်းဆိုင်ဖို့ခွင့်ပြုအဲ့ဒါမျိုးတွေပေါ့နော်အရင်ညစ်တိညစ်ပတ်တွေအရင်လုပ်တယ် so American ရဲ့ foreign meddling ကတော်တော်ယွံဖို့ကောင်းတယ်ဗျာတကယ်သိရဆိုရင်ဟုတ်တယ်တော်တော်ယွံဖို့ကောင်းတယ် like ဟိုဖိလစ်ပင်းမှာဆိုလဲအဲ့လိုပဲဖိလစ်ပင်းကွန်မြူနစ်တွေထိုက်တဲ့အခါကျရင်လေဘဲမှာတွေးဆုပ်ဖို့ကောင်းရလိုမျိုးထားခဲ့တယ် local communist insurgency ရာဟာတွေးဆုပ်ဖို့ကောင်းဆုပ်သွားလာပါအဲ့လိုမျိုးတွေပေါ့နော်တကယ်ရန်ယွံဖို့ကောင်းတဲ့ tactic တွေအရင်လုပ်တယ် like if you read enough about America you're like oh, what the fuck you know ငါတို့ဒါလည်းမသိခဲ့ so yeah American globalism နဲ့ Americanism နော်ဘာမှမကွာတော့ it's the same for everybody ဟုတ်အဲ့တော့အခုဒါပေမဲ့ပြည်တွင်းမှာတော့သူတို့လူကိုဟိုဟာသူဖြစ်သေးတာပေါ့နော်သူတို့လူကောင်းရကောင်းထားသေးတယ်ဒါပေမဲ့အဲ အခုဟာအာအဲ treat လည်းမအခုကရတော့ဘူးဗောနော်အအခုက ရင်တော့ treat ရတယ် yeah အခုဟာ you get အကုန် little လုံး treats yeah yeah အခု yeah ကတော့အကုန်လုံးဟိုဟာဖြစ်မှာပေါ့yeah အဲ့တော့အမေရိကမှာတောင်မှပေါ့နော်စိတ်ပူအမေရိကမှာတောင်မှဒီလိုမျိုး authoritarian ဖြစ်လာမယ်ဒီလို fascism ကဟိုထပ်ပို့ပြီးတော့ကြီးထွားလာမယ်ဆိုရင်အဲအခုလည်းကမ္ဘာစစ်မမဖြစ်ရုံတမယ်ပဲရှိတာပေါ့နော်နေရာတိုင်းမှာတော့စစ်ဖြစ်နေတာပဲဆိုတော့like World War 3လို့ခေါ်လို့ရတဲ့ဟာကြီးကတကယ်ပဲဖြစ်လာနိုင်သလားပေါ့နော်ပြီးတော့ဒီတခြားနိုင်ငံတွေကရောဘယ်လိုပြောမလဲဟိုတစ်သက်လုံးပေါ့နော် like our whole life we've been brainwashed by this like oh human rights democracy ဒီ values တွေအလုံးဝ throw away လုပ်လိုက်ရတော့မှာလားဘယ်လိုမြင်လဲပေါ့ no of course not like liberal framework တွေမှာဥပမာကောင်းတာရှိရဗျဥပမာ Universal Declaration of Human Rights you can say oh this is nasty this only serve the labor aristocrats in other countries အဲ့လိုမျိုးအများကြီးပြောလို့ရတယ်ဒါပေမဲ့ those are good ideas you know they're not yeah implement လုပ်ဖို့အရင်ခက်တယ်ဒါပေမဲ့ good idea yeah those are good လူဆက် ideas ဆံရ I မယ် think yeah liberal မှာ idea ကောင်းနေအများကြီးရှိတယ်နော် Marxist philosopher လည်း liberal ရှာအများကြီး liberal စာအုပ်တွေသူအများကြီးဖတ်တယ်ဗျာအရင်တော့ဖတ်ပြီးပြန်ရေးခဲ့တာလည်းရှိတယ်ပြဿနာကဘာလဲဆိုတော့ဒီ liberal framework တွေက they are unequally applied across the world that's the problem ပြန်မှာအခုokay Palestinian ကလေးတယောက်ကိုအကြောင်းပြောရမယ်ဆိုရင်နောက်တိုင်းကလူတယောက်ကတစီတရေလို့စကားပြောတယ်12နှစ်ရွယ်13နှစ်ရွယ် charge မလုပ်ဘဲနဲ့ထောင်ထဲထည့်ထားရင်လည်း they are terrorists they might be terrorists why would Israel do this like they probably did something bad you know အဲ့လိုမျိုးပါနော်အရန်ရှုံဖို့ကောင်းတယ်ဒါပေမဲ့30အသက်အရွယ်30ပဲရှိရကောင် signal group ထဲမှာနာဇီအကြောင်းတွေပြောနေတော့ they're just kids you know like they're fine unequal application of like values ပါ like အရန်မညီမမျှဖြစ်လောက်အောင်အရန်ပြီးရင်ဗျာဟိုကျွန်တော်ညီမပြည်မှာညီမပြည်အကြောင်းပြောမယ်ဆိုရင်တော့ညီမပြည်ရဲ့ local framework အရာပြောမယ်ဆိုရင်တော့ရိုဟင်ဂျာကလေးတယောက်နဲ့တည်သွားရဆိုရင် it's very easy to dehumanize them like ဘာဖြစ်ဘူး like သူတို့ဘာလို့ခိုးဝင်လဲဘာလို့လာလဲဘာလို့ထွက်ပြေးလဲဘာလို့လေစီးလဲအများကြီးပဲကျွန်တော်တို့ကျွန်တော်တို့ rhetoric တွေအများကြီးကြော်ပြီးမှ maybe you get a crumb of like little empathy ဒါပေမဲ့ဗမာကလေးတယောက်ပြောအောင်လဲအခုချိန်ကဗမာကလေးတွေကိုလည်း review လုပ်တာမဟုတ်ပါဘူးပွဲတော်လုံနေချိန်ပုံချဲတာဆိုတော့မြန်မာပြည် analogy ကမပြောတာပဲကောင်းပါတယ် American analogy နဲ့ပြောရမယ်ဆိုရင်တော့ yeah Palestinian တွေဘာညာကို dehumanize လုပ်တာကိုကြည့်ပြီးရင်သူတို့ရှိမှကလေးတွေဘာညာဖြစ်တာကိုကြည့်ဆိုတော့မတူဘူးပေါ့နော်ဟုတ်တယ်လုံးဝ value တွေကအဲ့လိုမျိုးကျွန်တော်တို့ third world ကလူတွေကို subhuman လို့မပြောရုံတမန်ပဲရှိတယ်အဲ့လိုမျိုးသတ်မှတ်ထားတာမင်းက subhuman ကျွန်တော်တို့က immigration ကိစ္စတွေ riot တွေပါဖြစ်ရင်ကျွန်တော်တို့မွတ်စလင်တွေကိုပဲလှုပ်တာငါတို့မပါဘူးမွတ်စလင်တွေကိုပဲလှုပ်တာငါတို့ really like no okay that's အရင်ဆုံး racism စခံရတာမွတ်စလင်တွေမဟုတ် okay မွတ်စလင်တွေက they're very well off America မှာပတ်စံရမ်းရှိရပါညာအရင်ဆုံးခံရတာဟုတ်အောက်ကတေးသေးမမတခြား minority အစ်ရောက်လာတဲ့လူအရင်ဆုံးခံရတာပြီးတော့မှ it may trickle up or trickle down depending on how it goes but ပြောချင်တာအကုန်လုံးကိုကျွန်တော်တို့အကုန်လုံး dehumanize လုပ်တဲ့နေရာမှာကျွန်တော်အကုန်လုံးလုပ်တယ်ပေါ့နော်ပြီးရင်ဒီသူတို့ရဲ့ value တွေက consistent မဖြစ်ဘူးဟိုနေရာမှာဒီကွက်ဒီနေရာမှာဒီကွက်သူတို့အတွက်တာတယ်ဆိုရင်သူတို့ကဒီ value တွေကသူတို့အတွက်ကောင်းတယ် human rights တို့ပြီးရင်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ့နော်သူတို့အတွက်ကောင်းတယ်တရားတွေသူတို့ serve လုပ်တယ်ဆိုရင်အကယ်ဒီဟာတွေကသူတို့ serve မလုပ်တော့ဆိုရင်they're like we don't care
you know ဥပမာ child slavery law တို့ဘာလို့လက်မှတ်ထိုးရအောင်လဲ but American liable ဖြစ်မှာမလို့မထိုးအောင်ဆိုရင် yeah we don't care about the kids like yeah you're not gonna sign အဲ့လိုမျိုးပေါ့နော်ဆိုတော့ very selective ပေါ့ကိုယ့်အတွက်အကျိုးရှိ yeah တဲ့ဟာပဲကိုဟိုဟာဖြစ်တာပေါ့ကို yeah the values တွေကအဲ့တော့ yeah သူတို့ပြောနေကြစကားလည်းရှိရလေ permanent interest ပဲရှိရ permanent friend မရှိ there are no permanent friends there are only permanent interests like you know American interest ပေါ့နော် no permanent friends so yeah so သူတို့အဲ့ဒါမျိုးအရန် American ကလောက်တာအရန်တော်တယ်သူက very good at doing that you know yeah okay အဲ့တော့ let's say အခုဒီ America မှာပေါ့ခုနပြောသလို trauma တတိယအကြိမ်ဟိုဖြစ်သွားပြီဆိုရင်အဲ့ဒီခုနဟို Congress တွေ Senate တွေကရောဘယ်လိုခေါ်မလဲအဲ့ဒီဒီ သူတို့ရဲ့ဒီ institution democracy institution တွေက what are they gonna do Roman Empire လို့ဖြစ်သွားမှာလဲ just a Senate က I mean Roman Empire လို့ဖြစ်သွားမလားဆိုတော့ပြောလို့မရဘူးပေါ့နော် late stage Roman Empire yeah late stage Roman Empire ဆိုတော့ Byzantine တော့ I'm yeah kidding Byzantine but yeah around uh, East I'm and kidding West နဲ့ခွဲပြီးတော့ they become a dictatorship ပဲဟုတ်တယ်မလား yeah well yeah one got raided by the Ottomans the other became yeah messy yeah yeah anyway ပြောရမယ်ဆိုရင်တော့အဲ့လိုမျိုး downfall ကအဲ့ဒီလောက်ကြီးရောရုပ်ဆိုးမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော် but ကျွန်တော်ထင်ရဖြည်းဖြည်းနဲ့ degrade ဖြစ်သွားလိမ့်မယ်ပေါ့နော်ပထမတစ်ခုက American တွေကလုံထုံးလုံနည်းကိုနည်းနည်းလေး they crave for it they love the normalcy so ကျွန်တော်ဒီနေ့ဖြစ်သွားတဲ့ဥစ္စာတခုပြောရမယ်ဒီနေ့ဆိုရင်ကျွန်တော်တို့ group ထဲမှာတကယ်မြို့ထဲက group ထဲမှာ racist တွေအများကြီးရှိတဲ့ group ထဲမှာလူတစ်ယောက်က Mexican တွေကို deport လုပ်ရင်1000ရမယ်ဆိုပြီးလာပြောတာကို everybody cussed that person out and everybody said get the fuck out of here you're not gonna say that it's not because they love the Mexican too much or anything just normalcy ကိုကြိုက်တယ်ဗျာသူတို့က American တွေပိုးမှာပြီးရင် pew ပိုးလားမသိဘူးလောက်ထားတာ American တွေက safe ဖြစ်တဲ့နေရာမှာနေရတာကြိုက်တယ်သူတို့မျိုးသူတို့ safe ဖြစ်တယ်လို့ခံစားရတယ်တခြားမျိုးတွေကအန္တရာယ်များတယ် crime ပိုများတယ်လို့ခံစားရတယ် every American nearly every American feels that way so normalcy ကို crave ဖြစ်တဲ့လူတွေထဲမှာသူတို့ပါတယ်ပေါ့နော်ပြီးရင် fear mongering အရန်တိုက်ခံရတာလည်းပါတယ် so it will not be this easy like oh အရန်လွယ်လွယ်နဲ့တော့အဲ့လိုမျိုး take over လုပ်လို့ရမှာမဟုတ် pushback ကတော့ရှိရဗျာပြဿနာ it's already like a dying empire you know it's just the sad truth like they get dying empire you know China rice ကိုပြီးတော့ရင်ဟိုကမ္ဘာပေါ်ကထိန်းနိုင်တဲ့ proxy war တွေအများစုကိုပြီးတော့ရင် the rise of modern states ပေါ့နော်တခြားနေရာမှာလည်း modern state တွေအများကြီးရှိလာတဲ့အခါကျတော့ America အရင်တော့အဲ့လောက် relevancy မရှိတော့ဘူးဒါပေမဲ့အဲ့ဒါကို deal လုပ်တဲ့နေရာမှာခါလေကြာရင်ကိုယ် labor force ကိုကောင်းအောင်လုပ်ပြီးကိုကပြန်ပြီး revamp လုပ်လို့ရတဲ့ဥစ္စာမျိုးဘာညာရှိရင်တော့မှအဲ့ဒါကိုမယူဘဲနဲ့ right wing fascism ဘက်ကိုသွားမယ်ဆိုရင်တော့တိုင်းပြည်ကတဖြည်းဖြည်းနဲ့ degrade ထပ်ဖြစ်ပိုပြီးဖြစ်လာမှာပေါ့နော်ဥပမာအပြစ်မတင်သင့်တယ်ဗျာ 1% လောက်ရှိတဲ့ Jew တွေကိုအပြစ်တင်မယ်ဗျာ fascist တွေကလို့1% တော့မှမရှိတဲ့ Jew တွေကိုအပြစ်တင်မယ်2% ရှိတဲ့ 1% ရှိတဲ့ Muslim တွေကိုအပြစ်တင်မယ်ဟို 40 million ရှိတဲ့ like Hispanic တွေကိုအပြစ်တင်မယ်ဘာမှမဟုတ်တဲ့ဥစ္စာတွေအပြစ်လိုက်တင်ပြီး fascism က out group တွေ in group တွေလောက်လိုက်တယ်ပြီးရင်အဲ့ဒီ suicidal cult ပုံစံမျိုးဖြစ်သွားတယ်တစ် group ကနောက်တစ် group ကိုသွားနှိပ်စက်တယ်ပြီးဘာမှလည်းဖြေကောင်းထွက်လာတယ်မဟုတ်တိုင်းပြည်မတည်မငြိမ်ဖြစ်ပြီးတော့ it collapses it's usually like fascism is a suicidal cult in that way you know out group in group ခွဲလိုက်တယ် in group ကြီးတဲ့လူက out group တွေကိုသွားပြီးဖိနေတယ်ဒါဒီလောက်ပဲဖြစ်သွားတာပေါ့နော်ဘယ်လိုနည်းနဲ့လုပ်လဲကနည်းနည်း sophisticated ဖြစ်သွားတာရှိဒီ federal ကနေခွဲထွက်ကြမယ်လို့ထင်တာ like California တို့ it will be hard to do because federal ကနေခွဲထွက်ဖို့ဆိုရင် referendum ကောက်ရတယ်ထင်တယ် referendum ကောက်ရတယ်ပြီးရင် Congress မှာလည်းတွားပြီးပြောရတယ် I think they have to do some process ကျွန်တော်ကတော့သေချာတော့မသိဘူး Kelsey ဟုတ် movement ဆိုတာအရင်တော့ရှိတယ်ဒါပေမဲ့အခုတော့တည်သွားပြီ California ကစလို့ရှိ California would be very well off that's my home state like အရင်တော့ကနေ it's very well off like ရန်လည်းပတ်စံလည်းရှိရ local economy တွေဘာတွေလည်းရှိတယ်ဒါပေမဲ့ it's not a tenable thing like ဘာဖြစ်လို့လဲဆိုတော့
ခွဲထွက်လိုက်ပြီဆိုရင် national consciousness မှာလည်း it will fracture a lot of Americans mind it will they will be more amenable to violence ငကိုတည်းကဒီလောက် violent ဖြစ်တဲ့အတိုင်းပြည်မှာอืပို့ပြီးมတော့မှ violent tendency ပို့ဝင်လာမယ်ပေါ့နော်ငါတို့ကဘာလို့လဲဆိုတော့အဲ့အမျိုးလေးတော့အဲ့အကြီးလောက်ထိတော့ချက်ချင်းဖြစ်မယ်လို့တော့မထင်ဘူးဒါပေမဲ့ national consciousness မှာတော့တော်တော်လေးကိုအခု Trump administration နဲ့တော့တော် contentious ဖြစ်တယ်ဗျာသူဟို national guard တွေတုံးပြီးတော့ဝင်လာတဲ့ဥစ္စာတို့ပါတော့ဆို national ရင် guard yeah အရန် awkward ဖြစ်တယ်ဗျာသိရမလား like ဟိုတခါမှ Texas ကနေပြီးတော့အတင်း Texas governor ကနေပြီးတော့အတင်း Chicago မရရအောင် National Guard Force ကိုလွတ်တာမျိုး history မှာမရှိရဘူးပေါ့နော် ဟုတ်တယ် like that's crazy and they did it for political grievances ဘာဖြစ်လို့လဲဆိုတော့ Chicago တို့ဘာလို့ပါ capital murder တွေကဒီ rest state တွေထက်အများကြီးနေတယ် like even though the media depict it as like crazy Mississippi တို့ဘာလို့ကျွန်တော်လည်း South မှာနေရပဲကျွန်တော်ပို့တည်တယ် it's crazy the amount of crime in the South is crazy but people are လူတွေကပထမတစ်ခုက number နဲ့ပဲကြည့်ရပါ capita နဲ့မကြည့် อืมอืมอืม yeah ပါ capita နဲ့ကြည့်ရင် South က like literally crazy amount of crime in the South သွားတဲ့နေရာတိုင်းတနက်ပြမှုသွားတဲ့နေရာတိုင်းခိုးဆိုးလူဝမှုသွားတဲ့နေရာအဲ့လိုမျိုးတွေအများကြီးရှိတယ်နော် democratic states are actually statistic ကိုကြည့်မယ်ဆိုရင် it's very safe you know อืม I live in the South so I know the reality of the South it's very like looks very peaceful there was a နေရာရန်ကျဲ metro မဟုတ်တဲ့အခါကျတော့ but it's အခု not အဲ့တော့ဟိုပါပေါ့နော်အများစုကရောသူနိုင်သေးတာဥမာထပ်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဒီလိုမျိုးဖြစ်နေတဲ့ဟာဒီအခုပေါ့ဒီ Trump လက်ထက်မှာဆိုရင်လည်းဒီစီးပွားရေးကိုသူတို့ကောင်းအောင်လုပ်မယ်ဆိုတာလည်းမကောင်းလာဘူးပေါ့ဥမာဒီ Medicaid ကိုသူတို့ဟိုဖြစ်လိုက်တဲ့အတွက်ဒီတချို့ hospital တွေပိတ်ရမှာရှိတယ် yeah အဲဟုတ်တယ် အဲအဲ Nebraska ဟုတ်အဲတယ် အဲ့ဒီဟာတွေကအဲဟိုခုနပြောလို့ပေါ့နော်ကြောက်ဟိုဒီသူတို့ရဲ့ rising population ကခုနပြောလို့ strong ဖြစ်တယ်ဆိုပေမဲ့ what I feel like is like သူတို့ I think normal people are gonna switch yeah some people are gonna switch ဒါပေမဲ့ trend ကအဲ့လိုမျိုးယုံစားကြီးပြောင်းဖို့ကြတော့ကျွန်တော်လည်းလောက် optimistic မဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီလောက်တရှိန်ထိုးသူတို့ propaganda လုပ်လို့ကောင်းနေတဲ့အချိန်မှာသူတို့ဒီလောက်ထိ national consciousness ထဲမှာ immigrant တွေမကောင်းဘူး Muslim တွေကမင်းတို့ရဲ့ရန်သူတွေဆိုတော့ကောင်းကောင်းထည့်နိုင်တဲ့အချိန်မှာသူတို့က I don't think it's gonna fail just like that but လူတွေကတော့မကြခင်တော့တည်လာမှာပဲအခု November 1ရက်နေ့ဆိုရင်ကျွန်တော်တို့ဟိုpremium တွေရပြီလေ bill อืม တွေအကုန်လုံးတက်တော့မှာပဲ like millions of people are gonna get it ကျွန်တော်တို့မှ message ရတယ် insurance ဆိုတာဆိုတော့အဲ့ဒါလာမယ် Nebraska မှာစေယုံပိတ်လိုက်ရတယ်ပြီးရင် subsidy မရှိတော့ဘူးဆိုရင်သူက subsidy ကိုအဓိက sunset လုပ်နေတာ subsidy ရှိလို့ inflation ရှိတာပေါ့နော် subsidy ရှိလို့ inflation အဲ့စားတယ်သူတို့မကြိုက်တာ Obama က subsidy ကိုသူတို့ပိတ်ချင်တာကြာပြီဒါပေမဲ့သူတို့အဲ့လို Republican တွေကအရန်တော်တယ်သူတို့က policy ကတော့မကောင်း policy ကတော်တော်သူကတဖြည်းဖြည်းချင်းစီ strip လုပ်တာပထမ individual mandate အဲ့လိုမျိုးနောက်တော့ဒီ subsidy ကို strip လုပ်မယ်နောက်ကျရင်သူနောက်တစ်ခုကို strip လုပ်မယ်နောက်ကျရင် Medicare ကိုနည်းနည်း strip လုပ် Medicaid ကိုအဲ့လိုမျိုးသူတို့ဖြည်းဖြည်းချင်းစီလုပ်ချင်တာအဲ့လိုပြုံးစားရေးသူတို့မလုပ်ဘူးအဲ့ဒါမှလူတွေကခံလိုက်ရရင်နော်ဒါလေးပဲဆိုဒါလေးပဲနဲ့ yeah 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 အခု subsidy ကကြတော့သူတို့မှားသွားတာတွက်ချက်ပုံမှားသွားတာပါလဲဆို subsidy ကတော်တော်ထိမှာ like တချို့လူတွေကဘာမှမပေးရအောင် subsidy ရှိလို့ဆိုပြီးတော့ like ဥမာ400 500ပေးရမယ်200မှာ100လောက်ပဲပေးရတယ်တစ်လောက်အဲ့ဒါအခုကတခါလေကျရင်200% 300% အထိတိုးသွားလိမ့်မယ်ပေါ့နော်အဲ့တော့လူတွေအများစုက out of medical insurance American တွေကငကိုတဲ့ healthy ဖြစ်တဲ့ population တွေမှာမပါဘူး မပါဘူးဟုတ်တယ် they are obese they are not well taken care of yeah ဆိုတော့ကျွန်တော်ကတော့ဘယ်လိုလာမလဲတော့မသိဘူး national consciousness တခုလုံးတော့ခံမှန်းလို့တော့ဘယ်သူမှမရဘူးဒါပေမဲ့ကျွန်တော်အထင်ကဒီဟာတွေကို immigrant တွေကိုပဲ blame မလားဒါမှမဟုတ်ငါတို့အစိုးရငါတို့ကောင်းကောင်း take care မလုပ်ဘူးဆိုပြီးတော့ state ကိုပဲဒေါသထွက်မလားတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော် if it's a ladder then it will be good but ပြီးတော့ American တွေကနောက် aspect တစ်ခုကဒီဟိုပါဗော tech bro တွေPeter Thiel တို့ group တွေအဲ့ဒါနဲ့ຫນွယ်ပြောရမယ်ဆိုရင်ခုနဟို Doge လောက်လိုက်တာလေအဲ့ Medicare fraud ရှိပါတယ်ဘာညာဆိုပြီးလောက်တာ it's like 0.1% or something like တကယ်နည်းနည်းလေး percentage က fraud like လုံးဝနည်းနည်းလေး percentage က fraud ကိုဥဆောင်ပြီးလုပ်တဲ့ risk score ကိုတော့မှ Republican တွေအခု Florida မှာ governor ခန့်ထားသေးတာပဲ so come on like he got fined for $1 billion or something ကျွန်တော်လည်းမမှတ်မိတော့ဒါပေမဲ့ Rick Scott ကိုသူတို့
ယာတူအကြီးကြီးပေးထားတယ်ဟိုမှာဆိုတော့ they don't care about fraud those doesn't care about fraud tech bro billionaires အရင်တည်းက libertarian ပဲဗျာသူတို့ they are very libertarian coded in their politics လူတွေကတော့တိတ်မသိကြဘူးသူတို့ရန် liberal ဖြစ်တယ်ဘာလို့လဲသူတို့ဂျိုးရိုဂန်ပိုးလာအမြဲတမ်းလုပ်တဲ့ chart တစ်ခုရှိရလေကြည်ပါ tech ဘယ်လိုလူနေလဲပေါ့အကုန်လုံး Netflix ဆိုရင်98% 99% Democrat Party ကိုလူရပါ like yeah employee တွေလူတာလေ not the billionaire like ပိုင်တဲ့လူတွေ yeah လူတာဟုတ်တာ employee တွေလူတာ tech က working class ဟို working class ပဲပြောမှာပါနော် yeah 100k 200k 300k working class တွေကအကုန်လုံး Democrat တွေဘာလုပ်ပြီလဲ Republican ဘာလဲသူတို့သိရလေ they know it they have tech bros on like those kind of things are very educated they are well read they know what happens San อืม Francisco ဆိုတော့ project တစ်ခုလုံးက it doesn't happen in Republican towns. It happened in California, the liberal, cushy California. You know, it can only happen in California because of government subsidy beingနေလို့ကောင်းတယ်လမ်းလျှောက်လို့ကောင်းတယ်ဘယ်သူကမရောက်ဘူးလားမသိဘူး San Francisco တို့ပါတော့ it's like made for like tech you know အဲ့ဒါမျိုးတွေက walkable city တို့ the social community ပါတော့ it doesn't exist in Republican cities it อืม only exists in a liberal like Democrat liberal heaven like California you know so အဲ့ဒီနေရာမှာ liberal like tech bro libertarian တွေရောက်လာတဲ့အခါကျတော့ဘာလဲဆိုတော့စလိုက်တာကို Mark Andreessen ကတုံးလေးဟိုဘဲဥပုံစံမျိုးကတုံး Mark Andreessen တို့ Palantir Peter Thiel တို့ဘာလို့အဲ့လိုမျိုးတွေစလိုက်တာအခုကျတော့ tech bro တွေရဲ့ဟိုဟာ trend ထဲမှာအဲ့လိုမျိုးဟို cultural memory ထဲမှာတကယ် prescient ဖြစ်သွားလို့ပြောရမှာပေါ့နော်တော်တော်လေးကိုပေါ်ပင်ပုံစံမျိုးဖြစ်သွားတယ်ကိုကပြောမလား cool ဖြစ်နေတယ်ဆိုရင် Elon Musk ရဲ့ dose ကိုထောက်ခံတာတော့အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားတယ်ပေါ့နော် it's a little sad because yeah ဟိုနောက်ပိုင်းတက်လာတဲ့လူတွေကလည်း I think money incentive ရှိတာရောနောက်ထပ် tech ကပတ်စံအများကြီးပေးတဲ့ခါကြတော့တိတ်ပြီးတော့ရင်တော့လိုမျိုးတိတ်ပြီးတံပြန်ဟိုလို background တွေက working class background တွေတံပြန်ပြီးထွက်လာတာမဟုတ်တဲ့အတွက်တိတ်ပြီးတော့နားမလဲတော့လည်းပါရင်လည်းပါမှာပေါ့နော် but I don't necessarily know I know a lot about like Is ကျွန်တော် there any conflict between like ခုနပြောရဲဟိုလိုမျိုးပေါ့ဟိုခုနပြောရဲဒီ nationalist movement ဒီခုနပြော Heritage Foundation တို့ဒီ Steve Bannon တို့ ਨੇ ခုနဒီ Peter Thiel တို့ ਨੇ are they in the same သူတို့ကတစ်ဖွဲ့လေလား no သူတို့ conflict ကိုစားရှိရ H1B ကိစ္စမှာသူတို့ conflict ဖြစ်တယ် they had a conflict so မမရ H1B ကိစ္စမှာဖြစ်တယ်နောက်တစ်ခါ tech bro တွေထဲမှာ Indian တွေနဲ့ Chinese တွေအများကြီးရှိတယ် Indian ပုံများတယ် so that's a major conflict like contention ပေါ့လားအခု Indian CEO တွေကဘာပဲရေးအောက်မှာအဲ့ Netcon တို့အဲ့ Nick Fuentes တို့အဖွဲ့တွေကတွားပြီးတော့ get out brownie get out အဲ့လိုမျိုးအရင်ယုံစရာကောင်းတာရေးကြတယ် so သူတို့လည်းသိတယ်ဆိုတော့ Indian tech bro အရင်များတယ်အဓိက so they know yeah they're not Google like CEO ဆိုတဲ့ yeah is an Indian yeah he's an so Indian so yeah so တော်တော်ယုံစရာကောင်းတာရေးတယ်ဗျာအဲ့လိုမျိုးဟိုသူတို့တိုင်းပြည်ထဲမှာတည်ရမလားဟို ဟို tribe တေးသေးလေးတစ်ခုကနွားချီပွဲတော်လုပ်တယ်ဆိုရင်အဲဓာတ်ပုံလေးယူလာပြီးဒီ CEO ရဲ့ဟိုမှာ comment လုပ်တာတော့အဲ့လိုမျိုးလုပ်တယ်ဗောနော်ပြီးရင် caste system အကုန်လုံးပါဗျာတည်ရမလား racist တွေဆိုတာတော့ဒါတကားမရှိတာမရှိဘူး yeah yeah ပြောတယ်ဆိုတော့ they know Vivek Ramaswamy နောက်ဆုံး Charlie Kirk ရဲ့ဟို Charlie Kirk ဆုံးသွားပြီးတဲ့နောက်ပိုင်း Turning Point USB ပွဲသွားတာတော့မှ Vivek Ramaswamy ကိုပြောတယ်လေyou are worshiping demon တို့ပါတော့လေနတ်ဘုရားကိုခွဲနေ he had to take it you know ဒါပဲလဲဆိုတော့ like he wanna be an American like he wanna yeah be part of that thing so Rando Baru saying they wouldn't right they were like yeah fuck you I'm a Muslim what are you gonna do like yeah yeah he had to take it ပြောခံလာread the constitution or founder တွေကဘာပြောခဲ့လဲရေးထားလဲပြန်ဖတ်လိုက်ပေါ့တို့ပါတော့yeah, founders were very actually very well written on immigration. Like founder ရေးခဲ့တဲ့ထဲမှာ American နိုင်ငံရဲ့ project အောင်မြင်ရမယ်ဆိုရင် Muslim သမ္မတဖြစ်မှာအောင်မြင်မယ်တို့ပြီးရင်and I think Washington wrote it ပြီးရင် Jefferson ဆိုရင်လည်း Jeffersonian အမြင်နဲ့ဆိုရင် Bible ထဲမှာသူတချို့စာတွေသူမကြိုက်တာအများကြီးဆွဲထုတ်ခဲ့တယ် They wrote literally a lot about Muslims to the point where we can go read it ဘာဖြစ်လို့လဲဆိုတော့အဲ့ချိန်တော့ Barbary စစ်ပွဲဆိုတာဖြစ်နေတာဟိုဟာ pirate တွေက American စစ်သားတွေကိုခေါ်ပြီးကျွန်လုံနေတာပါနော် Morocco မှာ pirate တွေက American စစ်သားတွေကိုခေါ်ပြီးကျွန်လုံနေတဲ့အချိန်မှာ
American Marine တွေကိုပထမဆုံးအချိန်နိုင်ငံခြားကိုလွတ်ပြီးတော့ free လုပ်ဖို့လွတ်လိုက်တာ they အော် lost the war or something and then they had to come to a peace treaty you know Barbary pirate နဲ့American ရဲ့ပထမဆုံး foreign policy စာချုပ်ကArabic လို့လက်မှတ်ထိုးတာအဲ့ဒီထဲမှာသူอืတို့တมတိသစ္စာပြုခဲ့ရပါတော့ we had to like swear that America is not a Christian country like အော် explicitly state that we are not a Christian country ပြီးရင် Marine US Marine Corps တို့ဘာတော့ကင်တဲ့ဓာတ်တွေပါတယ်ဆိုလဲ sort of Tripoli ဗျာအဲ့ Tripoli ကဘရင်တယောက်က triple လက်ဆောင်ပေးလိုက်တယ် so uh American မှာပြီးရင်စတဲ့ကလည်းအဲ့ slave တွေအများကြီး Muslim တွေရှိတယ်ဗာညာပေါ့နော် so these are history not well taught within American consciousness a lot of American do not know this အများကြီးကမေ့ကုန်ဒါတွေကို Vivek Ramaswamy က သူကိုယ်တိုင်ကဒါတွေကိုလက်မခံတဲ့အခါကျတော့သူသူကိုယ်တိုင်က American National Conservatism ရဲ့ trend တွေကိုသူလိုက်သွားနေတဲ့အခါကျတော့သူဒါတွေကိုသုံးပြီးတော့မဖြစ်ပဲဘူးသူက he always talk about how he worship the one God the Brahman or something like that you know and how it's the same with Jesus Christ and these racists don't buy it နော်ဆိုတော့ပြောချင်တာ Vivek လည်း part of the tech group ပဲလीနော် so သူတို့လည်းသိတယ် they know Vivek ကိုသူတို့ဒီ White House ကနေကန်ထုတ်လိုက်တာတော့ဘာလဲဆိုတော့အဲ့ net bro တွေပေါ့နော် nationalist bro တွေကဘာမကြိုက်တာလဲဆိုတော့ तू က American ကလေးတွေစာရမ်းညံ့တယ်ဆိုရေးလိုက်တာ H1B visa ကိစ္စမှာအဲ့ကြောင့်မလို့ ဟု तू တ်တယ်ကန်ထုတ်ဟုတ်တယ်ရရရတွေ့တယ်သူသိဆိုလိုက်ပြီတော့ဆိုတော့ what he said is right, but he didn't phrase it the right way. It doesn't even sit right with me as a leftist. Like, genetically, it's because, system education you don't system invest in education, yeah Indian parents, they invest like crazy in education. Asian parents like whoop their kids and shit. yeah Like, it's all about, like, he said something about culture. I mean, culture, like, it's all about like function of resource, I mean, သူအားလည်းမျိုးမပြောတဲ့ခါကျတော့ तू ကန်ထုတ်လိုက်တယ်ထားပါတော့အဲ့ညီရတယ်ပေါ့နော် tech bro နဲ့အဲ့ထဲနည်းနည်း contentious တော့ဖြစ်တယ် H1B ကိစ္စမှာလည်း Elon Musk ကစန့်ကျင်တယ်ဗျာဟုတ်တယ်ဒါပေမဲ့ Bernie Sanders ကအဲ့ H1B ကိစ္စမှာ Trump တို့ဘက်ကထောက်ခံတယ် Bernie Sanders like Trump is absolutely right because Labor leftist တွေကတော့ပိုပြီးနားလဲတာပေါ့နော် H1B ဘယ်လိုလုပ်လဲပါညာဆိုတော့ဒါပေမဲ့သူတို့လုပ်တဲ့ပုံစံမျိုးကစနစ်တကျ strategically ဟိုဘက် valve ကိုပိတ်ဒီဘက် valve ကိုဖွင့်လိုအပ်တဲ့နေရာမှာအတွင်း short အဲ့လိုမျိုးလုပ်တာမဟုတ်သူတို့က racial sentiment နဲ့လုပ်တဲ့အခါကျတော့မအောင်မြင် it's not going to work like ဆရာဝန်တွေလည်း green card မရဟိုလူကျောင်းသား visa ဖြတ် it's not good like you're ruining the American immigration system already broken like yeah အဲ့တော့နောက်တစ်ခုကတော့ဒီဟိုပါဗောနော်အာ how ဒီ APEC ပေါ့ APEC ကအခုနောက်ပိုင်းအရန်လူပြောများတဲ့ဟာဖြစ်တာဗောနော်တွေ့ YouTube မှာဘယ်ဟာပဲကြည့်လိုက် APEC နှစ်ဖက်လုံးကမုန်းတယ်နှစ်ဖက်လုံးအဲ့တော့ how is gonna ဘယ်လို Israel ရဲ့ influence ကအခုအမေရိကပေါ်မှာညော့သွားတယ်လို့ပြောလို့ရတာမညော့သွားဘူးလားဘယ်လို no yeah no Israel influence ကအရင်ထက်တော့ဆိုင်တော့နည်းနည်းလေးတော့ထိန်းဖြစ်သွားတယ်ပေါ့နော်ဘာလို့လဲဆို conservative တွေဘက်မှာ Israel မကြိုက်တယ်လို့အရင်များလာ especially Tucker Carlson yes Tucker Carlson သူကတော်တော် influence ဖြစ်တယ်နော် he has so သူ much ဖြစ်တာပေါ့ oh my god you he's know very Ted Cruz ကို influential but သူတခုခုမကြိုက်တာရှိရင် तू Fox News မှာလှုပ်တော့ဆိုရင် Ted Cruz ကိုခေါ်ပြီးထိုင်ပြီးတော့ဆူတာသူက2နာရီ3နာရီ Ted Cruz ကနားထောင်ရတယ် he's like okay yeah all right please go ahead sir please I'm sorry yeah like သူအရင်က nationalist he's a white nationalist like the white supremacist nationalist သူကအခု national conservative ဖြစ်သွားတယ် and ပြီးရင် तू က I think Catholic or something so သူနည်းနည်းပါးရှေ့လေပိုင်းအကြောင်းနည်းနည်းလေ့လာလိုက်တယ်ထင်တယ် and he found that Muslims were treating the Christians all right, in a lot of places he traveled there. He's like, okay, we have been fed this brainwash shit, So the nearly but he pivoted a lot to anti-Semitism. Chalika could memorial looked at him, Hamas wow, like Jesus could right? It's like an anti-Semitic trope. Like, come on. ဂျူးတွေကတတ်လိုက်တယ်ဟောဗျာဂျီဇက်အဲ့လိုမျိုးဒါပေမဲ့ तू Palestinian တွေ तू အရန် host လုပ်တယ်သူရဲ့ဟောဒါပေမဲ့ तू ကတွင်းလာတာပထမဦးဆုံးခရစ်ယာန်တွေကိုမွတ်စလင်တွေကအရန်ကောင်းကောင်း treat လုပ်ပါတယ်ဆိုတော့ that's true but not everywhere also not universally true like တခါကျရင် sectarian violence ဆိုတာရှိတယ် but generally
ခရစ်ယာန်အနေနဲ့မွတ်စလင်အနေနဲ့ American intervention မရှိခင်မှာ Middle East မှာတက်တဲ့မဲမဲနေထိုင်တာတော့ that's normal but အဲ तू ကအဲ့ဒါကို fetishize လုပ်တယ်ပေါ့နော် तू လုပ်ချင်တာ तू anti semitism လုပ်ချင်တဲ့အခါကျတော့အဲ့ဒါကို pivot လုပ်ပြီး he's like he also praises Islam a lot right now which is making me very uncomfortable like Muslim တွေကဖះကို submit လုပ်တယ်ပေါ့နော် I want that as a Christian I'm like yeah I know what you're trying to do like you know, like ဘာလို့ကျတယ်ဆိုတော့တည်း like come on you're a nationalist like တကယ် nationalism အစွန်းဆုံးဒီလုပ်ချင်တော့ Muslim they perfected the caliphate system so I think he's like great idea to too you know like you know maybe he's trying to instill some thoughts I don't know but သူကတကယ်ကို cunning ဖြစ်တဲ့ဟိုအထဲမှာပါတယ် သူကြည့် conservative ရတာတော့ candidate သူမှာကြည့်ရပါတယ်တော့yeah လေတော်တော်လေ yeah yeah he's Steve Bannon စကားပြောတာပဲမကောင်း Steve Bannon အဲ့လို policy ကိုဘာလို့ကောင်းလဲဒါပေမဲ့ Tucker Carlson is a very scary propagandist affordability issue ကိုစပြောတာသူပဲရှိတယ် conservative တွေထဲမှာငါတို့ကလေးတွေအိမ်ဆောက်လို့မရတော့ဘူး you know our kids are not right what would they do with cheap Chinese stuff Chinese ပစ္စည်းနဲ့ဘာလုပ်လို့ရမလဲအိမ်တော်မှမဝယ်နိုင်တော့ဘူးဘာဖြစ်နေလဲ like အဲ့ဒါတွေက American တိုင်းကအခုခံစားနေရတဲ့ pain သူက channel လုပ်တယ်လေနော် channel လုပ်ပြီးသူကဆွဲလာပြီး conservative national conservative mindset နဲ့သူကအဲ့လိုမျိုး nationalism ကိုတေချာလုပ်ချင်တာသူကဆိုတော့အရန်ကြောက်ဖို့ကောင်းတဲ့ propagandist တွေမှာသူပါတယ် it's very scary ပြီးရင်သူက room reader တကယ် room reader Israel ကိစ္စကိုအရင်ဆုံးသူက shit on လုပ်တာ conservative နဲ့သူပဲဘာလို့လဲသူသိတယ်အဲ့ဒီဟာ Israel ကလူတိုင်းမုန်းတော့မယ်ဆိုတာသူကကြိုသိတယ် he knows it very well သူ John Mearsheimer ကိုခေါ်တယ် host လုပ်တယ်သူအဲ့လိုမျိုး Palestinian Korean အဖိုးကြီးတယောက်ကိုခေါ်တယ် Rabin လားဘာမသိ Muin Rabbani လားဘာno Palestinian evangelical ဘုန်းကြီးတယောက်ကိုသူခေါ်ပြီး host လုပ်တယ်ပြီးရင် Palestinian Armenian sister တယောက်ကိုခေါ်ပြီးသူ host လုပ်တယ် like he has been doing that a lot so သူကအဲ့လိုမျိုးတွေအရန်သူ he can read the room very well Trump နဲ့အရန်တူတယ်သူကအဲ့လိုမျိုး like တော်တော် room reader တကယ်ကောင်းတယ်ဗျာအခု conservative တွေအများစုဆိုတာလူငယ် conservative တွေအများစုက Israel ကိုချင်သွားတာသူကြောင့်အများကြီးပါတယ် yeah but he's also very Charlie Kirk ဟာမှာလေအခုနောက်ပိုင်းသူတို့ဟိုဟာဖြစ်လာtax တွေပါသူတို့ထွက်လာတယ်သူ donors တွေကသူ့ကိုဟိုဟာဖြစ်နေပါညာ yeah and how is it going now how is that case going that actually like cash patel yeah I don't think it's true like I don't know like the honeypot thing the cash patel honeypot thingအဲ့ဒါပြောလာမဟုတ်ပါဘူး no သူ FBI ရဲ့ဟိုဖြည့်ရှင်းတာလေဒီကောင်ကအဲ့ကောင်လေးအဲ့နာမည်အောင်မေ့ပါအဲ့ကောင်လေးက Tyler Robinson yeah ဟိုအဲ့တနက်ကိုဖြုတ်လိုက်တက်လိုက်ကလည်းနှစ်ခါသုံးခါလောက်လုပ်သေးတယ်ပြီးရင်အဲ့တနက်ကြီးကို तू ကဖြုတ်ပြီးတဲ့အောက်ကိုဆင်းသွားတယ်တဲ့ပြီးတော့ပြန်ဆင်းပြီးတော့ဟိုလွတ်ပြစ်ခဲ့ရဆိုတော့ဘယ်လိုကြီးလဲပေါ့နော် ကျွန်တော် I mean ကျွန်တော်ခါတိုင်းဆိုရင်တော့ FBI ကိုကျွန်တော်နည်းနည်းလေးပို့ပြီးတော့ like I'm like more trusting but သူ cash patel အောင် like သူမျက်လုံးကြည့်လိုက်တာနဲ့ like there's something wrong with it man like come on bro you can't be အခုကထင်တာကလေဘယ်လိုဖြစ်သွားလဲဆိုတော့ Trump နောက်ပိုင်းမှာလူတွေတော်တော်များများအဲ့လိုဟို Trump နောက်ပိုင်းမှာပေါ့နော်အကုန်လုံးကဒီ optic ကိုပဲအရန်ဦးစားသူ base ကိုပဲအရန်ဟို please လုပ်ချင်တာပဲရှိတယ်အဲ့လိုထင်သွားတယ်အဲ့ကိစ္စ Epstein ကိစ္စလွဲရင်ပေါ့နော်ကျွန်တော်ကတော့ဟုတ်တယ် yeah just တော်တော်လေးကို Epstein ကိစ္စလည်း Epstein ဟာလည်းသူတို့က I think Trump is like really involved with him oh yeah that's no brainer ကို yeah အဲ့ဒါဓာတ်ပုံတွေဟုတ်တယ်မသူ့ရဲ့ဟို ကဗျာရေးပေးတာရောပါရော yeah he's such a diva man like the fascist got it all funny yeah he's such a funny guy like come on doodles he is so funny like what it's a perfect diva they get diva so I think yeah you get it like I enjoy looking at him like a lot of my he's funny I agree he's really funny and Mike gets so angry and he's like what are you talking about you know I'm like he's really funny. I could listen to him for 24 hours and not get bored. Like, what are you talking about? Like, come on. He's my king. Come on, bro. Like, look at him. Go off, you know. Let him go off, my king.
just တော့ရှော့ပြောတယ်ရီနေရတယ်ကျွန်တော်ရရှိနေတာသူ့ကြည့်လေတကယ်ဟာတာပဲဒါပေမဲ့အဲ့ဒီကိစ္စသူ့ base FC မှာကိစ္စမှာတော့ပြဿနာရှိတယ်မလား like အဲ့ ရှိတယ်ရှိ base တယ် အဲ့ကိစ္စ yeah နဲ့ပတ်သက် Nick အဲ့ကိစ္စ Fuentes တို့ဘာတကယ် လို့အောင်မှသူ့ကိုဟိုဟာဖြစ်တာပဲဆိုတော့ I think yeah Nick Fuentes တို့ကတော့အဲ့လောက်မဟုတ်ဘူး Nick Fuentes တို့ကသူက choose your favorite pedophile လို့ပြောတာ they're like อืม yeah pedophile တွေအကုန်လုံးဒါပေမဲ့သူ့ base ထဲမှာအဲ့ဒါကိုယွန်တဲ့လူတွေအများကြီးရှိတယ် liberal ထဲမှာလည်းအဲ့ဒါကိုယွန်တဲ့လူတွေအများကြီးရှိတယ်သူကထုတ်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်စိတ်ထင်အားဆိုရင်တော့သူလိုရာထပ်ပို့ပြီး involve ဖြစ်တယ်နောက်တစ်ခုကပါလဲဆိုရင် political establishment တစ်ခုလုံးလည်းຫນွယ်နေတယ်ပေါ့နော်ဟုတ်တယ်ပြောထင်တာပဲဒါအတစ်ခုကုန်လုံးဟိုလုံးလည်း ဘက်ဒီဘက်ပါဘူးနော် not just Trump ဟို Clinton တို့လည်း involve ဖြစ်တာပဲ yeah yeah Clinton တို့လည်းပါတာပဲဒါတခြား net con တတွေကခြားအဲ့ဒါကိုနိုင်ငံဥမာ Prince Andrews တို့ကအစ yeah ပါတဲ့ဟာတွေဆိုတော့ yeah I think ဟိုလူတကမ္ဘာလုံးကအဲ့လိုပေါ့ဟိုဥမာ Britain တို့ဘာတို့ဥမာ Israel ကတချို့လူတွေလည်း Israel ပါတယ် ကတော့ yeah Israel ကတော့အများဆုံးပါတာဘာဖြစ်လို့လဲဆိုတော့သူတို့က Mossad က agency မွေးတယ်ဆိုတော့တော်တော်လေးကို proof တော်တော်ရှိ yeah တယ် it's ပြီးရင် it's kind of အမ် obvious yeah ပြီးရင်ဟို like ဘာဖြစ်လို့ Ehud Barak ကသူတို့ရဲ့ prime minister ဘာဖြစ်လို့ခန့်ထဲဝင်ပြီးတော့သွားခံမှသွားတွေ့ရလဲနောက်တစ်ခုကဟို yeah too connected to Israel ပြီးရင်သူရဲ့ဟိုဟာရဲ့ Ghislaine Maxwell ရဲ့အဖေကလည်း Mossad ရဲ့တော်တော်ယာတူးကြီးရဲ့ spy ပါညာဆိုတော့ပြဿနာ asset ပုံစံမွေးထားလည်းဖြစ်နိုင်တယ်ပေါ့နော်ဟုတ်တယ် like ဘာဖြစ်လို့လဲဆိုတော့ Afghanistan မှာတော့ child rape CIA ကတော့အကုန်ခွင့်ပြုခဲ့တာပဲဆိုတော့ဒီဟာလောက်ကတော့သူတို့တော့အသေးဖွဲလေးပဲ they don't give a shit you know like yeah, do it whatever FBI လောက်တာတော့ကျွန်တော်တို့သိတယ် FBI local level မှာအဲ့လို inflame လိုက်လုပ်တယ်ဟိုဟာတွေ group တွေထဲဝင်ပြီးတော့ဟိုဟာလိုက်လုပ်တယ် leftist group တွေကို60 90တောင်လုပ်တယ်အခုသူတို့ right wing group တွေဆိုအဲ့လိုလုပ်တယ်ဆိုတော့ FBI အများတန်းလို့လုပ်တယ်ဒါပေမဲ့ CIA ကဘယ်လောက်ထိလုပ်လဲတော့ကျွန်တော်လည်းမသိဘူး CIA ကတော်တော်ဆိုးတယ်ဗျလုပ်တာရတကယ်တချို့စာရယုံတော့မယုံနိုင်ဘူး it's လုံးပါ really ပါ unbelievable ဆိုတော့ လုံးပါပါ CIA လုံးပါပါ I think they will do it you know so we don't know how the သူကတော့ which is Epstein ကတော့အဲ့လိုပေါ့တကယ် intelligent asset ပေါ့သူ့ကိုလူတိုင်း Saudi ကသူ့ရှေ့ကနေ Saudi passport လည်းရှိတယ်သူ့ရှေ့ကနေလူတိုင်းကဟိုခုနပြောသူပေါ့ blackmail သူကဖယ်တုံဘာပဲတုံသူ့ရဲ့သူ့ရှေ့ကနေဟိုတခုခုကတော့ရနေမှာပဲခုနက yeah Mossad ကလည်းရမယ် CIA ကလည်းယူမှာပဲအေး Saudi passport လည်းရှိတယ်သူမှာ he have အာ Saudi passport as well yeah like yeah all the disgusting ဂျွန်ဖို့အကောင်းဆုံးနိုင်ငံတွေ like Saudi Arabia of course like ဒီသူ့ရဲ့ဘာသာရဲ့ aspect တွေကောင်းနေတော့မှ ruling class ကအရင်ဂျွန်ဖို့ကောင်းတယ် Israel နဲ့တူ like so disgusting like Saudi ruling elite နဲ့ Israeli like ruling elite တွေတကယ်ဂျွန်ဖို့ကောင်းတယ်ထဲမှာပါတယ် it's such a Israeli coded country like the Saudi yeah ရောဘာလို့လဲအဲ့လိုမျိုးပဲ yeah အခု the last thing အဲ့ I want to know ဟိုပါပေါ့သိချင်တာကဘာလဲဆိုတော့ဒီ Zionism ရဲ့ history ပေါ့ဝက်ဘယ်ကနေစပြီးတော့ဟို what I know ဟိုသိတာတော့ကွာဘယ်လိုပြောရမလဲဟိုးရင်တော့ Jew ဆိုတာကလူမျိုးမှမဟုတ်တာเนาะ it's a Judaism ပေါ့နော်ဒါဘာသာ yeah ရေးပေါ့ဟိုဒုတိယကမ္ဘာစစ်ဖြစ်တော့အောင်ဥမာထားပါတော့เนาะပိုလန်မှာဆိုလည်း Polish Jews တွေရှိရယ် Germany မှာဆိုလည်း German Jews တွေရှိရယ်နိုင်ငံတိုင်းဥရောပနိုင်ငံတွေတိုင်းမှာဒီလိုဒီဘာသာကိုကိုးကွယ်တဲ့ဟာရှိရယ်ပေါ့အဲ့ဒါနေဘယ်လိုဖြစ်ပြီးတော့ဒါလူမျိုးဖြစ်သွားတာလဲပေါ့နော်သူက ethno religion ပေါ့နော် ethno religion ဆိုတာ Yazidi တို့ဘာလို့အဲ့လိုမျိုးလဲ Yazid ဆိုတဲ့ဘာသာဝင်တွေလဲသူတို့ ethno religion ပဲပြီးရင် Baha'i လည်းပါတယ်ကျွန်တော် Baha'i ကတော့ပါလာမသိဘူးနောက်ထပ် Samaritanism ဆိုတာလဲ ethno religion ပဲ ethno religion ကပထမတော့ it's ဘယ်လိုဖြစ်လဲဆိုတော့သူတို့ကဘာသာပဲကိုးကွယ်တယ်လူမျိုးပုံစံမနေဘူးလူမျိုးပဲဟုတ်တယ်ဘာသာမနေဘူးဆိုရင်အဲ့လို define လုပ်လို့မရတာဘာဖြစ်လို့လဲဆိုတော့သူတို့ကနှစ်2000လောက် anti semitism လောက်ခံရတဲ့အခါကျတော့လူမျိုးလိုလည်းသတ်မှတ်တယ်လူမျိုးလိုလည်းအနှိမ်ခံရတယ်ဘာသာလိုလည်း Judaism faith ကြောင့်လည်းအနှိမ်ခံရတယ်ပေါ့နော် so อืม it's sort of like they're sort of like a people and a religion so that's why they are an ethno religion အဲ့ concept ကနည်းနည်း grasp လုပ်ရတော့နည်းနည်းခက်တယ်သူကျွန်တော်တို့လိုဟို ethnicity နဲ့ religion ကိုကွယ်ပြားနာပဲတည်ရလူရတာဒါပေမဲ့မြန်မာပြည်မှာကျွန်တော်တို့ Muslim တွေကိုဘယ်လို racialize လုပ်လဲကလားဆိုရင်လုံးဝ racialize ဖြစ်သွားလုံးဝ racialize ခွဲလို့မရဘူးဗျာကလားဆိုရင်ကလားပဲ Muslim ကနေပြီးဘာသာပြောင်းသွားလဲကလားပဲ like it's like so
it's a derogatory word but I can use it butအဲ့လိုမျိုးပုံစံမျိုးဖြစ်သွားပါတော့ Jew တွေကိုလည်း Judaism နဲ့ Jewish people as a whole က anti-Semitism ကြောင့်ရောနောက်တစ်ခုသူတို့နေတဲ့ community structure ဘာညာကြောင့်ရောအဲ့လိုမျိုး ethno religion ပုံစံမျိုးဖြစ်သွားတာပေါ့နော်သူတို့က Jewish people ပဲဟုတ်ပြီး Jew ဘာသာမကိုးကွယ်ဘူးဆိုရင်လည်း they're gonna still get like killed in Europe 2000 1000 years ago yeah so it became like a people and a religion so အဲ့လိုမျိုးဖြစ်သွားတာပေါ့ အဲ့ဒီပိုင်းတော့ I can နားလေလို့တော့အဲ့အရာကိုနည်းနည်းနားလေ yeah ပြီးတော့ဟိုဒါပေမဲ့ပေါ့အခုအချိန်နေမှာဆိုရင်ဟိုတွေ့ကြားရတာဖတ်ရတာပေါ့နော်ဥမာထားပါတော့ American whatever ပေါ့နော်ဘယ် background ဘယ် ethnic background ပဲဖြစ်ဖြစ်အဲဟို Judaism ကိုပြောင်းလိုက်တယ်ပြောင်းပြီးရင် yeah you that's can go and crazy claim a home yeah that's in crazy like Palestine, the West Bank or Gaza, whatever, right? That's like အဲ့ဒါ Zionism ဖြစ်သွားပြီအဲ့ဒါ Zionist very crazy ဘာသာပြောင်းလိုက်ရင်တော့ of course like tribal affiliation ကတော့ tribe တစ်ခုကနေပြီးတော့သူတို့သတ်မှတ်လို့ရတယ်တကယ်လိုက် okay ဘာသာပြောင်းတယ်ဒီ ritual တွေလုပ်ရင်တော့ဒီ tribe ရဲ့ဟိုဟာဖြစ်သွားတယ်တော့ naturalization process အနေနဲ့ကျွန်တော်တို့ analogy လုပ်ပြီးတော့တည်လို့ရတယ် but အဲ့ဒီ nationalist project ကသူများရဲ့အိမ်ကို inherent right ပေးတယ်ဖခင်ရဲ့ God given inherent right ပဲ that's fascism like that's crazy you don't get that that's crazy that's မနေ့တနေ့မှာโอเคထားပါတော့မနေ့တနေ့ကဂျူးဘာသာကိုကူးပြောင်းပြီးတော့နောက်နေ့ကျတော့ချက်ချင်းတကယ်လည်းအများကြီးသွားပြီးတော့ yeah သူများတွေကိုကန်ထုတ်တယ်ပြီးရင်သူတို့က DNA တွေပိုင်းနဲ့တော့မငြင်းဘူးဘာဖြစ်လို့လဲဆိုတော့ Palestinian တွေက obviously have more ancient Israelite DNA than a lot of the people who come and live with them. So it is such a crazy fascist ethno-nationalist project. You know, it's like converting to Judaism on its surface is like very good. Like you convert to Judaism, you do the ritual. Judaism is like very beautiful actually. Yeah. But Judaism convert လုပ်ပြီးတော့အဲ့ဒီ ethno-nationalist right တွေအကုန်လုံးယူတယ်ငါးစားနှစ်ဖြစ်သွားပါပြီ West Bank ကိုတွားတယ် Palestinian မိသားစုလူစုကိုကန်ထုတ်တယ်ပါ That's psychopathic you know, you're a nationalist fascist you know there's no running that's like crazy you're a fascist you're a terrorist like you're doing it to them ပြီးရင်သူတို့ပြန်လုပ်တဲ့ခင်ကြရင် you're going to call them an Islamic terrorist but you're a fascist like you are literally doing that to them ဟိုနေ့ကလည်းသူတို့ခရစ်ယာန်ရွာတွေကိုမီးရှို့လိုက်တယ် Mike Huckabee တော့တွားတယ် yeah အများနဲ့သူတို့အဲ့လိုလုပ်နေတယ်ပြီးရင်သူတို့လုပ်တဲ့ပုံစံအရင်ရှင်ဖို့ကောင်းတယ်ဟိုးသူတို့အပေါ်မှာတောင်နေရာတွေကိုသူတို့ယူလိုက်တယ်ယူပြီးတော့အပေါ်ကနေကြည်ပြီးအပေါ်ကနေဂဲလုံးဖြစ်တယ်ချီပြီးမွတ်စလင်တွေကကိုမတန့်ရင်ဖျားရှိခိုးလို့မရတော့ချီတွေပတ်တယ်မနှက်ဆိုရင် you know ပထမကိုတွေကြားရင်တော့မှဘာထင်လဲဆိုတော့ငါ့ကို anti-Semitic trope တွေမှာလာပြောနေတာပါ making me hate you or something like what the hell တကယ် look up လုပ်ကြည့်လိုက်တကယ်လုပ်တယ်ဗျာတကယ်အပေါ်နေချီတွေပတ်တယ် like အဲ့လိုမျိုးဟိုဖျားရှိခိုးလို့မရအောင်နော်မွတ်စလင်တွေကပြီးသားရင်ဟို Hebron မှာဆိုရင် West Bank က Hebron မှာဆိုအပေါ်ကနေ net တွေကာထားတယ်ဘာဖြစ်လို့လဲဆိုတော့အပေါ်ချီတွေလောင်ချတာအိမ်ပေါ်ကနေပြီးတော့ Palestinian တွေအဲ့လိုမျိုးပြီးရင် Palestinian Christian တွေကိုတတွေးထွေးတယ် like ဘုန်းကြီးတွေကိုတတွေးထွေးတယ် Palestinian Church တွေကိုတနတ်တွေနဲ့ပြစ်တယ်တကယ်ဗျာ ancient church တွေအဲ့ဒီက Palestinian Christian တွေဆိုတာဗျာဟိုယေရှုခရစ်တော်ခေတ်ထဲကနေပြီးတော့အဲ့ဒီနေရာမှာအစဉ်ဆက် ancient the most ancient Christian population Muslim တွေအောက်မှာ like Muslim ဘုရင်ဆလာဟူဒင်ကတွားပြီးတော့မြို့ကိုသိမ်းတဲ့အခါမှာ church the Holy Sepulchre ထဲကိုသူဝင်အဲ့ဒီဟာပလီလောက်လိုက်မှာမလို့သူတော့မဝင်ခဲ့ဘူး he didn't go in you know one day when he claimed Jerusalem အဲ့ဒီ church ကိုအမြဲတမ်းတွားပြီး harass တော့လုပ်တယ်မီးရှို့တယ် harass လုပ်တယ်မီးရှို့ Muslim တွေအောက်ထဲမှာ Korean population ကတိုးလာတယ်ဘာကြောင့် Zionism နောက်ပိုင်း Korean population ကနည်းသွားတယ် why there are so many questions I need to ask right Muslim တွေဒီလောက်ထိ oppressive ဖြစ်တယ်ပြောတယ်သူတို့ဗာလဲ jizya လာပါလားပေး tax ပေးပြီးနေရတယ်ပြော why does the population keep growing and then once the Zionists took over အဲ့ Zionist movement ကဟိုဒုတိယကမ္ဘာစစ်ပြီးမှလားဒုတိယကမ္ဘာစစ်မတိုင်ခင်တည်းကရှိတိုင်ခင်နည်းနည်းလေးမှာအရင်မှာ secular Jew တွေကစလုပ်တာ1900နဲ့နှစ်ခုနဲ့လောက်တည်ဘူးနော် set date တော့မရှိဘူးပေါ့နော်စလုပ်တာကဘာလဲဆိုတော့ diaspora လို့ခေါ်တယ် diaspora Jew တွေကသူတို့တကယ်လဲတော်တော်ဒုက္ခရောက်တယ်ဥရောပမှာနေရ drivers affair လို့ဘာလို့သိရမလား French မှာဗျာအဲ့လိုမျိုးသူကဘာမှမလုပ်လဲလုပ်တယ်လို့ဆွဆွဲခံရပြီးတော့ချိုးပေးတာတို့ဘာလို့အဲ့လိုမျိုးကြီးလုပ်တယ်ဗျာဆိုတော့တ
တကယ် anti-Semitism အရင်မြင့်နေတဲ့အချိန်မှာသူတို့ဘလောက်ပဲ integrate လုပ်လို့ they found out that they can never do enough you know so အဲ့ဒီအချိန်မှာ Zionism စလုပ်တာ Labor Bandits တွေ like socialist Labor Bandits တွေကစလုပ်တာ like တကယ်ကို Noam Chomsky တို့လိုမျိုးပါ Noam อื Chomsky လည်း ม Labor Bandits တွေ Einstein လည်း Labor Bandits ပဲတကယ် band ဆိုတာအဲ့သူတို့ပိုလန်တို့ဘာလို့မှရှိရ Jew တွေကအဲ့လိုစုဝေးလုပ်ပြီးတော့ Congress လုပ်တာပေါ့နော် World Jewish Congress တို့ WJC တို့ Zionist တို့ the Zionist Agency တို့အဲ့လိုမျိုးတွေ၄-၅ခု agency တွေကသူတို့စပြီးတော့ဒီဟာကို theory တွေစရေးကြတယ်ဘယ်လိုမျိုးနေမလဲပြီးရင် Ottoman Empire ကိုသူတို့ပြောကြည့်တယ်ငါတို့ကမွတ်စလင်တွေနဲ့အတူဆုံးပဲပေါ့နော်ညီကိုလိုမျိုးပေါ့ငါတို့ပေးနေပါ Ottoman တွေကသူတို့ပေးနေတယ် อืม Turkish Empire မှာသူတို့အဟုတ်ကဲ့များကြီးရှိတယ်ဒါပေမဲ့သူတို့ပြောတယ်မင်းတို့ you don't have the inherent right to Palestinian land မင်းတို့ inherent right တော့မရှိဘူးဒါပေမဲ့မင်းတို့ မရှိဘူး Muslim တွေနဲ့လာနေလို့ရတယ်ဘာလို့လဲဆိုတော့အရင်တည်းကလည်း Muslim တွေကအများကြီး absorb လုပ်ထားတယ်ဟိုဥရောပနိုင်ငံတွေကကန်ထုတ်လိုက် Muslim တွေက absorb လုပ်တယ်ဘာလို့လဲဆိုတော့ Muslim တွေကသူတို့သူကဘာသာကြားလို့မမြင်ဘူးဗျာ they see them as like a ဟိုဖျားလဲတူတယ်ပြီးရင်လုပ်ပုံလုပ်နည်း yeah ritual like a လဲတူတယ် close cousin ပေါ့ close cousin yeah close cousin တော့မဟုတ် cousin လို့ပဲမြင်တယ်ဆိုတော့သူတို့ခေါ်လိုက်လို့လဲဘာမှပြဿနာမရှိ they got absorbed into a lot of Arab countries and like throughout the whole Ottoman era ဒါပေမဲ့ Zionism ကအဲ့ဒီမှာမရက်သွားဘူးလीနော် Balfour Declaration လို့ဘာလို့ဖြစ်ပြီးသွားတဲ့နောက်ပိုင်းမှာဟို Jewish migration ကဒုတိယကမ္ဘာစစ်ကြောင့်ရော Holocaust ကြောင့်ရောအများကြီး Jewish migration ပိုတိုးလာတယ်တိုးလာတဲ့အချိန်မှာသူတို့ Binational Council ပုံစံမျိုးသူတို့ကလုပ်ပြီးအုပ်ချုပ်မလို့လုပ်တဲ့ဥစ္စာမျိုးလေးလည်းရှိတယ်ဒါပေမဲ့ Chaim Weizmann တို့တကယ် psychopathic Russian Jew တွေရှိတယ်ဗျာတကယ် psychopath တွေအဲ့ဒီကောင်တွေဒုတိယကမ္ဘာစစ်ချပြီးရောက်လာတဲ့စစ်သားအကျန်းကြီးရောက်လာပြီးတော့စပြီးနက်မာဆလုပ်တာပေါ့နော်ထားอืပြီးม ပါလက်စတီနီယန်တွေကိုနင်းထုတ်တယ် sectarian violence ဖြစ်တာနဲ့စနစ်တကျဟိုရောက်လာတဲ့ Zionist တွေကစနစ်တကျနင်းထုတ်တာတော့ဘာလို့မျိုးလုပ်တာပေါ့နော်လုပ်တဲ့အခါကျတော့ပါလက်စတီနီယန်တွေကတော့တွေကင်ပြီးထွက်ပြေးတဲ့လူကထွက်ပြေးတည်တဲ့လူကတည်ဟို PLO ပါလက်စတီနီယန်ပထမအဦးဆုံးစပြီးခုခံပြီးတိုက်ခဲ့တာ Palestinian Korean Organization တွေတမလား PFLP Palestinian Liberation PLFP လာပါမယ် Palestinian Liberation Front တို့ဘာလို့ပထမဆုံး suicide bombing လုပ်ခဲ့တဲ့အမျိုးသမီးတွေပါဆိုရင်လည်း Catholic တွေ Orthodox Catholic တွေအဲ့လိုမျိုးတွေသူတို့စပြီးတော့ Palestinian Resistance အများစု George Habash ဆိုတာနာမည်ကြီးတယ်ပြီးတော့ကစထောင်ခဲ့ George Habash ဆိုတာ he's a Catholic guy right American University မှာပဲကျောင်းတက်ပြီးတော့လုပ်ခဲ့ CIA က hunt down လုပ်တယ်နောက်ဆုံး so အများစုက Korean တွေကစပြီး resistance လုပ်ခဲ့တာနောက်တော့ကျတော့အဲ့ resistance ရရှည်ကြာမျောလာပြီးတော့ resistance တခုထွက်လာတယ် Israel တွေက like bomb လုပ်တယ်တပ်ပလိုက်တယ်နောက်ဆုံးကျတော့အဲ့ကြံခဲ့တဲ့ vacuum မှာဘာထွက်လာလဲ Muslim တွေထွက်လာတာ Hamas တွေထွက်လာတယ် like Islamic လမ်းစဉ်သုံးပြီး resistance လုပ်မယ်ဆိုပြီးတော့ထွက်လာတယ် Hamas တွေကလည်း Korean တွေကို they don't harm them like သူ Korean တွေဘာမှမလုပ်သူပြောတယ်မင်းတို့လုပ်တာကျေးဇူးတင်တယ်ပြီးသွားပြီငါတို့လက်ရောက် will do it Islamic way နဲ့လုပ်ကြည့်မယ်ဆိုอืมတင်ပြောရင်တော့သူတို့လုပ်တာနည်းနည်းပို့ပြီးတော့အရန်အသေးပြောက်များတယ်သူတို့က charity ပုံစံမျိုးနဲ့ထွက်လာတာ Muslim Brotherhood ကနေ charity ပုံစံမျိုးနဲ့ထွက်လာတာဒါပေမဲ့နောက်တော့ကျတော့ရှိနေတဲ့ဟိုအဖွဲ့အစည်းကိုအသုံးချပြီးတော့ပဲ resistant movement ပုံစံမျိုးသူတို့ကိုယ့်ကိုယ်ကို brand လုပ်လိုက်တယ်ပေါ့နော် brand လုပ်ပြီးတော့သူတို့လက်နက်တွေပါကင်ချတယ်ဆိုတော့အရန်ဟို bloody လည်းဖြစ်တယ်ပြီးရင်တကယ်ဟိုအစတည်းကဗျာတကယ် migration ဖြစ်လာပြီးတဲ့နောက်ပိုင်းမှာရှင်းပေးရမယ့်တောင်းရအမှန်တော့ဘယ်နိုင်ငံတွေကလိုမျိုးလုပ်ခဲ့တယ်လုပ်ခဲ့တဲ့နိုင်ငံတွေကစုပေါင်းပြီးတော့ binational council တို့ဘာလို့လုပ်ပြီးတော့ state တစ်ခုထောင်ပေးလိုက်ရင်တော့ပြီးသွားမယ့်ကိစ္စဒါပေမဲ့အခုကသူတို့ကမညီမမျှတွေရန်လုပ်တယ်ဥမာ right of return လို့ပါလို့ဆိုရင်ကျွန်တော်နဲ့ကိုစုရမင်းနဲ့ဒီနေ့သွားပြီးဘာသာပြောင်း reform Judaism ပြောင်းနောက်နေ့ကျွန်တော်တို့ Jewish Asian မှာဆက်ပြီး9လလောက်နေကျွန်တော်တို့က we became like Israelis you know yeah we get to be fascist like so အဲ့လိုမျိုးလုပ်လို့ရတယ်အဲ့မှာနှစ်ကိုထောင်နဲ့ချီပြီးနေတဲ့လူမျိုးတွေဗျာ like Mediterranean လူမျိုး Levantine လူမျိုးတွေဘာသာပဲကိုယ်သူတို့တော့ကန်ထုတ်ပြီးတော့ like yeah it's crazy what's going on is like just extremely disgusting အဲ့ဒါကိုတော်တော်အံ့ဩအဲ့ဒီဟာကိုI didn't know that like တိတ်မသိဘူး okay သူတို့ဒီ Zionist movement လို့သွားပြီး claim လုပ်တယ်ဒီအိမ်တွေကိုယူတယ်လို့သိတယ်ဒါပေမဲ့ခုနပြောသူပေါ့ဒီနေ့ပြောင်းပြီးတော့နောက်၄-၅လလောက်နေအဲ့ဒီအိမ်ကိုသွားပြီးတော့အဲ့လိုသွားလှုပ်လို့ရတယ်ဆိုတာ
မကြသေးဘူးလွန်ခဲ့တော့2 လ3 လလောက်ကမှတေချာသဘောပေါက်တော့သူတို့ကအဲ့လိုတော့မဟုတ်ဘူးကိုဆိုရမင်းကဘာသာပြောင်းပြီးတော့ Jewish agency နဲ့အရင်ဆုံး Tel Aviv ကိုသွားတယ်သွားပြီးသွားရင်ကိုဆိုရမင်းကပတ်စံတွေပါထုတ်ပြီးတော့ language တွေပိုင်းနဲ့ပါသင်ပြီးကိုဆိုရမင်းက West Bank ထဲကိုဝင်ပြီးသွားလုပ်တယ်ဆိုရင်ကိုဆိုရမင်းကိုအစိုးရကမထောက်ခံဘူးဒါပေမဲ့ IDF ကကိုဆိုရမင်းကို Israel နိုင်ငံသားမလို့အကာအကွယ်ပေးတယ်အဲ့တော့ West Bank ထဲဒီလိုက်ကာကွယ်တယ်တနက်ကြီးတကားကားနဲ့ အာ and then Arab တွေကကိုယ့်မြေကိုအဲ့လိုအိမ်တွေပါလာလို့နေပြန်ရိုက်တယ်လေပြန်ရိုက်တယ်ဆိုရင် Arab တွေကိုတနက်နဲ့ပြစ်တယ်ကျွန်တော်တို့ Oscar ရသွားတဲ့ဟိုကောင်ဟိုဟာဟိုတော့မှ director ကတနက်နဲ့ပြစ်ပြီးတပ်ပလိုက်တယ်လေ they killed him ကျွန်တော်ကင်မရာမှာမြင်ရတယ် Matt Barakat ဆိုရဲ New York က Jew တယောက်နဲ့တွားပြီးတော့တငယ်ချင်းတွေပေါ့နော်ဟုတ်ကဲ့တနက်နဲ့ပြစ်ပြီးတပ်ပလိုက် they are fascist like literal fascist ဘယ်လို့မှ apology တော့မှလုပ်လို့မရဘူးဟိုဒီကကျွန်တော်ညီမပြည်က fascist တွေတော့မှနည်းနည်းပါရှက်သေးတယ်ပြောဖို့ they are not like they are unapologetically fascist like they don't give a fuck like yeah this is Judea and Samaria Bible ထဲကဥစ္စာပေါ့နော် yeah သူတို့ယုံလဲယုံတယ်တကယ်လဲယုံတယ်သူတို့တကယ် lunatic fascist yeah တော်တော်အံ့ဩကျွန်တော်တို့ ဖို့ကောင်းအဲ့ဒီ ISIS ဟာကိုဘယ်လိုလုပ်ခဲ့လဲမွတ်စလင်နိုင်ငံတွေပဲဝိုင်းပြီးတုတ်တင်တာလေနော် ISIS ဟုတ်တယ်တွေမရှိရှိတဲ့နေရာမှာရတဲ့နေရာမှာတွေ့တဲ့နေရာမှာတတ်တယ် ISIS ကိုအီရန်မှာဆိုရင် ISIS အသက်ဆုံးစုတွေပါတော့မှပေးတယ် because we knew that they were fascists ISIS like ကဲ fascist တွေမွတ်စလင်တွေကိုဖမ်းတယ်ခရစ်ယာန်တွေကိုဖမ်းတယ်ခေါင်းဖြတ်တယ် this is like same thing you thing know yeah yeah like you're doing that to you know a lot of innocent people အဲ့တော့ဒီဟာရတကယ်တော့နော်ဟို let's say ခုနပြောသူအမေရိက Israel ကို back မလုပ်တော့ဘူးအဲ Israel ကိုမထောက်ခံတော့ဘူးဆိုရင်ဒါတွေကတော့ယော့သွားနိုင်တာဒါမှမဟုတ် sustainable တော့မဖြစ်တော့မอืရော့သွားมဘူးရော့သွားမယ်တော့မထင်ဘူးသူတို့မှာ they have enough stockpile ဒါပေမဲ့ sustainable မဖြစ်အခုတော့မှနည်းလေး Trump administration internet ဖြစ်သွားတော့မှ sustainable သိမ့်မဖြစ်တော့တာ you know อืม Trump က West Bank ကိုမပေးဘူးလို့ပြောတယ်ဗျာသူတို့အဆင်မပြေဘူးအဓိကတော့တမန်ရိုးတာအဖြစ်ပြောရမယ်ဆိုရင်တော့ one state solution ကအကောင်းဆုံးပဲဘာဖြစ်လို့လဲဆိုတော့လူ West Bank ထဲကို9သိန်းခွဲရောက်သွားပြီကိုကလူကဟုတ်တယ်ဘယ်လိုလုပ်ပြီး9သိန်းခွဲကို how are you going to rip them apart you know ကျွန်တော်ကတော့နည်းနည်းလေး cruel ဖြစ်တယ်လို့သူတို့ကတော့အဲ့လိုမြင်မှာမဟုတ်ဘူးဒါပေမဲ့9သိန်းခွဲကိုပြန်ယူလာရမယ်ဖြစ်ဖို့ကပိုခက်ခဲတယ်လို့ပဲဗျာ two state solution one state ဆိုရင်တော့မှအကုန်လုံး Palestinian တွေရော Israeli နေပြီး voting right ဘာညာဖြည့်ရတယ် right of return ရတယ်ဆိုရင်တော့ it could be a good solution ဒါပေမဲ့ two state ကဖြစ်ဖို့အရန်ခက်မဲ့ပုံမခက်ခက်အောင်လုပ်လိုက်တာပါနော်သူတို့ကအဲ့လိုလုပ်လိုက်တဲ့ပုံစံဖြစ်သွားတယ် yeah yeah တော်တော်တော့ဟိုဟာ yeah yeah အဲ့တော့တော်တော်ဟိုဒါရတော့ဒါကျွန်တော်တို့ကိုရီးယားတော့ဖြည့်ရှင်းလို့ရမှာမဟုတ်ဘူးတကယ်yeah နောက်ပိုင်းတကယ်ခေါင်းဆောင်တွေကောင်းကောင်းပေါ်လာဖို့ပဲအရေးကြီးတယ်ခေါင်းဆောင် yeah တွေကောင်းကောင်းပေါ်လာဖို့ဆိုတာလေနော်ဟိုကဘာအခြေအနေဒီတိုင်းကြည့်ရရင်တော့မှတိတ်ပြီးတော့မမြင်အမေ ဘယ်လိုအဲ့တော့ what do you think like next 4 years မှာ Democrats ဘက်မှာဘယ်သူပြိုင်မယ်လို့ထင်တယ်အခုလက်ရှိ Hillary ကိုဟောဟာတမန်တော်ကျွန်တော်ထင်อ่ะ oh my god what a bleak thing အာ Newsom ပြိုင်လောက်တယ်ဗျ Newsom he's a liberal neoliberal like yeah he's yeah, he's he's like just new yeah I don't he's someone neoliberal more progressive ပေါ့နော်နည်း ကျွန်တော်တော့ progressive ကို progressive ပြိုင်စီချင်တာပေါ့နော် but yeah it's not gonna happen မထင်ဘူး Democratic Party ကိုတစ်ခုလုံး revamp လုပ်ဖို့ကြိုးစားနေရတော့မှအဆင်မပြေဘူးဖြစ်နေတယ် local level Congress တို့ဘာလို့ပေါ့နော် seat တွေမှာတော့မှသူတို့ resistant တော်တော်ရှိတယ်ဘာဖြစ်လို့ဒီလောက် capital ဒီလောက်ထိကာကွယ်လဲတော့ကျွန်တော်လည်းမသိ it doesn't serve anyone like ဒါဖြစ်လို့အဲ့ဒီလောက်ထိကိုအသေးအတန်ကာကွယ်နေလဲမသိဘူး special နော်ဒါပေမဲ့ interest တွေကြောင့်လားlike ခုနပြော big pharma maybe အဲ့ဒါကြောင့်မလို့လည်းဖြစ် big နိုင်တယ် tech နောက်တစ်ခုအသက် uh ကြီးတဲ့လူတွေကြတော့နားကြောက်လာလဲပါပါတယ်သူတို့တခါမှမဆမ်းဘူးပါနော်အဲကြောက်တယ်ဘာမဆမ်းဘူးလို့ပြောရရင်လည်း FDR တို့ဘာတို့တော့ literal communist party member တွေကဟိုးအပေါ်ဆုံးတမရအကြံပေးနာအထိတက်ပြီးလောက်တာပဲ FDR တို့ဘာလို့လဲ New Deal လောက်တော့ဆိုရင် FDR ဆိုရင်ဒါ socialist လို့အောင်ပြောလို့ရတယ် claim like himself တူရမခေါ်တာတမန်ပဲရှိရတယ်တကယ် communist နီးနီးကိုလုပ်ခဲ့တာ socialist အောင်တော်တော်ဆိုးဆိုးရလုပ်တယ် right like Japanese တွေကို internment လုပ်တာပါ that's like literal communist behavior but ဒါတကူကဘာလဲဆိုတော့ဟို New York မြို့မှာဆိုလဲအကောင်းဆုံးမေယာတို့ပါဆို Fiorello LaGuardia ဆိုရင်ကိုပထမတစ်ခါ Republican ကပြိုင်တယ်ဒုတိယတစ်ခါဆိုရင်ထွက်ပြီးတော့ socialist ဆိုပြီးဝင်ပြိုင်တာ he's like the best mayor in New York City history you know
New Deal ဆိုရင်ဗျာကျွန်တော်တို့ Congress မှာ30 40 year 1990အထိ dominant ရှိတယ် Democrat တွေ they ဟုတ်တယ် became dominant because the cultural dominant ပြီးတော့ရင်နောက်တစ်ခုကပါလဲဆို American တွေက consciousness ဒီမှာငါတို့ကိုကာကွယ်ပေးမယ်ဆိုဘာဖြစ်လို့လဲ Social Security Medicare Medicaid အကုန်လုံး Democrat တွေလုပ်ခဲ့တာ because they actually done the work back then ဆိုတော့အဲ့ဒါမျိုးမဆန်းရဲစရာတော့မရှိပါဘူးဒါပေမဲ့အရင် resistant ဖြစ်တယ်နောက်တစ်ခုက optimistic မဖြစ်ဘူးsocial အခု Zorano လိုမျိုး socialist တွေတက်လာပြီးတော့ဒါပြင်မယ်ဆိုရင် Democratic Party ရဲ့ line ကပါလဲဆိုတော့ well it's not possible ဘာဖြစ်လို့လဲဆိုတော့ state မှာသွားပြီးခွင့်ပြုချက်ယူရမယ် mayor နဲ့governor နဲ့ညှိရမယ်ပါလဲဆိုတော့သူတို့ရဲ့ tag line ကဘာဖြစ်သွားလဲဆိုတော့ better things are not possible ဆိုတော့ဥစ္စာမျိုးဖြစ်နေတယ် you know it's like the like အဲ့လိုမျိုးပုံစံမျိုးဖြစ်နေတယ်မလား better things are actually not possible because it's very hard to do like you know who is going to vote for that you know အဲ့ဒါအဲ့ဒါတော့ဟုတ်တယ်တကယ် progressive တွေကိုတော့ဟိုဟာဖြစ်စေခြင်းတယ်yeah AOC တို့ဘာလို့လူမျိုးတွေလည်း progressive က AOC တို့ Zorano က identity ကိုတိတ်အခြေမပြု they don't talk about identity that much which yeah is awesome you yeah know အဲ့ identity ပိုကောင်းတယ် yeah policy woke ဟိုပဲသိရမှာအဓိက yeah ဟိုဟာလုပ်တ yeah ယ် woke politic မရှိဘူး like rainbow consumerism မလုပ်ဘူးအဲ့ဒါမျိုးတွေကကောင်းတယ်ဗျာ woke politics ဆိုတာလည်းတကယ်ကို American မှာအားနည်းလို့လေနော် like ရတဲ့နေရာမှာ pressure လိုက်ပြီးကုမ္ပဏီတွေကိုပဲကိုက power pressure လုပ်လို့ရတဲ့ခါကျတော့အကုန်လုံးကကုမ္ပဏီတွေကိုပဲလိုက်ပြီးတော့ဟာဒါလေးလုပ်ပေးပါဒီ rainbow shirt ကဒါလေးမားနေတယ်မင်းတို့ cancel လုပ်မယ်ဒီ cultural sphere မှာပဲ leftist တွေက power ရှိအောင်เนาะကျန်တဲ့နေရာမှာမရှိရခါကျတော့ woke politics ကအရင်ကြီးလာတယ် it's actually a very bad thing like မကောင်းဘူးဗျာတကယ် cancellation တို့ပါတော့အရင်ကြီးမားမားဖြစ်ခဲ့တဲ့2021မှာ อืม peak woke politics ကျွန်တော်အရင်အမုန်းဆုံးကာလာတကယ်ကို um ချိုးတာကြတော့ it doesn't serve anyone either like trans right တို့ဘာလို့ကိစ္စမှာဆိုရင်ပိုတော့မှဆိုးရုပ်သွားတယ်အခုချိန်မှာဆိုရင်ဘလို့မှ defend လုပ်လို့မရဘူးမဗျာရတော့ဟုတ်တယ် yeah အဲ့လိုမျိုးမကောင်းတဲ့ဥစ္စာတွေပေါ့နော်မကောင်းတဲ့ trend တွေထားပြီးတော့ leftist populism ကိုတေချာနိုင် on လုပ်ရင်တော့ Democratic Party ကအချိန်ရှိပါသေးတယ် they have time yeah အဲ့ candidates အနေနဲ့လောလောဆယ်အော်မေယာဖိတို့ဘာလို့တော့ပြောနေကြတာပဲ Pete news Buttigieg, he's yeah like ဖိဘူးလေ 0% rating အမဲတွေကြားတယ်ပါ0%ပဲရှိတာအဲလုံးဝသူကလည်းတကယ် McKinsey consultant လုံးဝ McKinsey consultant သူက McKinsey ကထွက်လာတာ Goldman Sachs ကလာမသိဘူးတကယ်ဆက်ရုပ်သူကတကယ် progressivism ကိုမရရအောင်တွန်းပို့နေတာမှမရတာဘူးသူ့ကိုလည်းကျွန်တော်မကြိုက်ဘူးNewsom မကြိုက်ကျွန်တော် Andy Bashir ကိုကြိုက်တယ်ခုနကပြောတဲ့ Andy Bashir သူက ဟုတ် national namescape မရှိဘူးဒါပေမဲ့ Kentucky မှာအရင် popular ဖြစ်တယ် อื Andy Bashir มတော်တော်ကောင်းတယ်ပြီးရင်ဟိုဟာနောက်တစ်ယောက်ကဘာတူလဲဆိုတော့Andy Bashir ကောင်းတယ်ပြီးရင် Tim Walz ဖြစ် Tim ဟော Walz ကစကားမပြောတတ်ဘူးဒါပေမဲ့တော်တော်လေးကို policy တော်တော်ကောင်းတယ် Tim Walz က charisma ရှိရင်တော့တကယ်ကိုလုံနိုင်တယ် charisma မရှိလို့ဒါလေอืมတကယ် genuine လည်းဖြစ်ပါတယ်တော့သူ့ရဲ့ policy တွေသူစာတင်တဲ့အချိန်မှာဆိုရင်သူ Rwanda က genocide တို့ဘာလို့ကြိုတင်ပြီးတော့ခံမှန်းခဲ့ New York อื Times မှာတော့มသတင်းတွေပါအများကြီးပါတယ် he's like တကယ် genuine ဖြစ်တဲ့လူပါဒါပေမဲ့ vice president နေရာလောက်ပဲပြီးလို့ကောင်းမယ်သူကအဲ့လိုမျိုး debate တွေပါလုံးလည်းအရင်ဆုတ်ပြတ်တယ်သူမလုပ်တတ်ဘူးသိပြီး Andy ကတော့စကားပြောတာကောင်းတယ် Andy Bashir ကိုဆိုရမယ် look up လုပ်ကြည့်โอเคကဲ Republican state မှာတယောက်တည်းပဲသူ Democrat ရှိရပြီးရင်သူ့ more perfect union ဆိုရဲဟိုတည်လားကိုဆိုရမယ်မ page ကိုသိတည်လားမသိ more perfect union ဆိုတာ union တွေအခြေပြုအလုပ်သမားအခွင့်အရေးပါလှုပ်ရှားတဲ့အော်အဖွဲ့အစည်းသူတို့မှာဆိုရင် Bernie Sanders ကို West Virginia ခေါ်သွားပြီးတော့လူတွေနဲ့တွေ့ပြီးတယ်အော်တွေ့အဲ့ဗီဒီယိုတွေ့တယ် I saw yeah အဲ့ဗီ yeah ဒီယိုတော့တွေ့လိုက်တယ် yeah yeah DSA ကပဲလို့တာပြီးရင် Andy Bashir ကိုဘာကြောင့်ကြိုက်လဲသူတို့သွားပြီး investigate လုပ်ထားရှိတယ် Kentucky မှာဆိုတော့ Kentucky ကလူတွေက Andy Bashir ရဲ့ policy ကိုကြိုက်တာ they have like felt the the New Deal Democrat ရဲ့ effect ကိုသူတို့ကအရင်က they felt it Andy Bashir အားကိုကိုစားပြုတယ်လို့သူခံစားတယ် Andy Bashir ကိုပြီးရင် trans ကိစ္စတွေပိုင်းနဲ့အရင်ဆဲတယ်လူတွေကမင်းက trans တွေကိုအားပေးတယ်ပါညာ he's like yeah I'm gonna protect the Kentuckians like တားလို့မျိုး conversation ကို shift လုပ်လိုက်တယ် shift လို့ရ yeah he's very smart so yeah I'm gonna protect all the Kentuckian kids like yeah like that's really nice you know you should stick to it so အဲ့လိုမျိုးအရန်တော်တယ်ပါနော်သူ့ကိုတော့ကျွန်တော်တကယ်သဘောကျတယ်နောက်ထပ် yeah Newsom ကတော့သဘောမကျတော့မယ် he's like charismatic you know yeah ကျန်တဲ့ progressive
Kamala Harris's mood she's not good at all လုံးဝမကောင်း most lethal military တို့ဘာလို့ဟိုတစ်ခေါက်ကပြောတာတော့ဆိုရင်อืมလုံးဝအဆင်မပြေဘူးသူပြီးရင်ပါလက်စတိုင်းကိစ္စမှာလည်းဟိုသူတို့ပါတီထဲကလူဟိုတော့မှသူတို့ကနေရာမပေးဘူးဗျာပါလက်စတီနီယန်မျိုးသမီးတွေကိုမှနေရာမပေးဘူးအဲ့တော့သူတို့ Arab state တွေရှုံးတယ်လေ Michigan တို့ဘာလို့ Arab တွေရှိတာဟုတ်ကဲ့လူဝေါ်တွေတချို့ပြိုသွားတယ်လေမွတ်စလင်တွေအများကြီးရှိတယ်ဆိုတော့သူတို့ကိုပါတီထဲကတကယ်အမာခံ progress Muslim တွေက American Muslim တွေတလောက် progressivism ကိုပဲ vote လုပ်တာ Muslim တွေကိုတော့သူတို့ vote ရှုံးတယ်ဆိုရင်တော်တော်စဉ်းစားတင်တယ်သူတို့ဘာကြောင့်မလို့အဲ့လောက်ထိyou know Kamala Harris တော့ထပ်မဖြစ်တော့တော့ပါ yeah that တော့ညင်းသွားသေးတယ်ကျမထပ်ပြိုင်အောင် she said that I'm not done yet I'm like please be done bro like come on please oh my god တကယ်သူကမဖြစ်နိုင်ပါခုနသူကတကယ်လေကျွန်တော်တော့မက်ယူမနေပြောပြနေသူက policy တစ်ခုလုပ်ပြီးသွားရင် implement လုပ်လိုက်ရင်တကယ်တလွဲ like ဟိုကယ်လီဖိုးနီးယားမှာတော့လေ AG လောက်တော့လားမသိဘူးသူအကြောင်းတက်တဲ့လူတွေအမဲကလေးတွေအကြောင်းတက်တာနဲတာတွေ့ပြီးသူစိတ်မကောင်းဖြစ်တယ် she got very sad and then what did she do she started jailing parents black parents who didn't bring they're like that is such a bad implementation come on really they get caught brain 呀 they get caught brain like oh get ရဲအောင်တော့တလား AG ဆိုတဲ့အတိုင်းလေ they get ရဲအောင်တော့ like that's the first thing you thought of like jailing parents like, oh my god they get horrible like implementation 呀အဲ့ရတယ်ကျွန်တော်ရဲကြီးတယ် Oh, yeah, punishment never works. You have to reward reward the behavior you want. yeah you're like half black like why would you want to jail your own community Yeah. members like that's crazy ခလေးအကြောင်းမခေါ်လာလို့ like come on there should be better way to do this you know Yeah, yeah. တကယ်တကယ်တကူတကယ် front runner အခုထိမထွက်လာသေးတာတော့တော်တော်အံ့ဩတယ် Hillary ကအရန်နုတယ်လေတော်တော်ဥမာအသစ်ဆိုတော့အရန် I နု don't တယ် think Zoran ကလည်း I don't think yeah Tellerico တို့Zohan တို့တော့မဖြစ်တော့ဘူး ဖြစ်လာ maybe Zoran က American မှာမွေးတာမဟုတ် he's maybe never gonna AOC ဖြစ်နိုင်တယ် AOC has she has the experience လေသူကဘာပြော yeah congresswoman ဖြစ်လာတယ်ကြာပြီဆိုတော့ she's very smart being corrupt မ maybe ဟုတ်ဘူး AOC ဖြစ်နိုင်တယ် I don't know ခုနပြော maybe the one you mentioned Kentucky ကဒါပေမဲ့ AOC ရဲ့ New York အပြင်က bowling အသိမကောင်း she have to get ကောင်း more recognition yeah like အဲ့ဒီနေ့မနေ့က bowl ထွက်တာကျွန်တော်ကြည့်ရ New York အပြင်မှာသိမကောင်း so she have to build like a little bit misogyny လည်းရှိပါတယ် like a little bit of misogyny and everything so yeah ပြင်ပြင်သူ့ကို waiter လောက်တာအရန်ဟိုဖြစ်တာလीเนาะတော်ပြောကြတယ် you know waiter ပဲလုပ်ဘူးလေ how is that a shameful thing like that's yeah awesome waiter လုပ်တယ် yeah ဟို Bernie Sanders ကတော့ထပ်မ run တော့တော့ပါဘူးเนาะအဲ့တော့သူတော်တော်အချိန်ရှိတော့သူ့ဒီမိုကရက်တစ်ပါတီကပဲတတ်လိုက်တာလေအေးလေတော်တော်လေးအချိန်ရှိရတယ်ညာတော်တော်မနန်းတော့သူ project တွေအောင်မြင်တယ်လို့ပြောလို့ရပါတယ်သူ Sorano ဘာလို့သူ incubator ပုံစံမျိုးသူပဲတော့ endorsement တွေပါလုပ်တယ်ပြီးရင် Hillary ကိုလည်းသူသွားပြီးတွေ့ရပါလို့လုပ်တယ်ပြီးရင် yeah သူကတော့ local politics ကိုပိုင်နိုင် run မှုပြောတာဥပမာတကယ် red area တွေမှာတချို့ red area တွေမှာ progressive တွေတော့ပြရင်နိုင်တယ်ဒါဖြစ်လို့လဲဆိုတော့ progressive messaging က identity politics မပါဘဲနဲ့ဆိုရင် progressive messaging က right wing voter တွေနဲ့တွားထိတယ်ဗျာ in affordability crisis က leftist value က affordability crisis ပြီးရင်ကိုသူတို့တော့ပို့ဖြစ်အောင်ပါဘူးအဲ့လို rural area မှာ workers တွေခုနပြော red state တွေဆိုတာဘာပြောတာအလုတ်သမားဟို yeah လက်လုံလက်စားများတဲ့နေရာတွေမှာဆိုရင်ဒီဟာပို့ပြီးတော့ထိတယ်ဥမာဟို New York လည်းဈေးကြီးရတယ်ဒါပေမဲ့ California လို့ let's say California လို့ပြောမြန်မာတထေးတွေများတယ်လေနော်အဲ့ဒီနေရာမှာအဲ့လိုမျိုးနေရာမှာ celebrity တွေနေတဲ့နေရာများမှာငါတို့နိုင်ငံကြီးကဈေးကြီးနေတာပြဿနာဆိုရင်အဲ့ they don't like okay whatever California မှာလည်း working class ရပြဿနာပါလဲဆိုတော့လူတိုင်း American working class တိုင်းတူညီရပါလဲဆိုတော့ဘယ်ပါတီကိုပဲ vote သူတို့အကုန်လုံးက they hate their bosses and that's a very good place to start အကုန်လုံးက they hate their bosses they hate their working condition union participation သမဂ participation က9%ပဲရှိတယ်တနိုင်ငံလုံးမှာ10%100%ထပ်ကျတော့9%ပဲရှိတယ်အရင်တော့ union participation တော်တော်များတဲ့နိုင်ငံအဲ့တော့အစိုးရမရရအောင် crush လိုက်လုပ်တာပေါ့နော်ဆိုတော့အဲ့ဓာတွေကိုတကယ်တက်ပင်လုပ်နိုင်တယ်ဆိုရင်တော့သူ့နေရာမှာသူ့ရဲ့ဥပမာ Zoran ကသွားပြီး Kansas မှာသွားပြိုင်လို့မရဘူးသူ local politics မှာ
Yeah Kansas politics ကိုပိုင်နိုင်တဲ့ Zoran က metropolitan coded Kansas politics ကိုပိုင်နိုင်တဲ့လူသိရမလား abortion မှာလည်းသူကနည်းနည်း short နိုင်တယ်ပြီးရင်ဘာသာရေး coded Tellerico ဆိုရင် Texas politics အဲ့လိုမျိုးပါနော်သူဆိုတော့ ကတော်တော်ကြွရင် yeah သူကလုံးဝဒီသူရဲ့ Christian values ပေါ့ဒါ love သူကဒီ love thy neighbor ကိုဟုတ်တယ်ဟုသူကလုံးဝတ်တယ်ဟုတ်တယ်အဲ့ Cornell Professor Cornell West ဆိုပါလဲအဲ့လိုမျိုးအရင်နာမည်ကြီးရတယ်အရင်တော့က liberation theology ဆိုပြီး branch တစ်ခုလုံးရှိရ Christian မှာပေါ့နော်လွတ်မြောက်ရေး theology ဆိုပြီးတော့အခုကတော့ပျောက်သွားတာအခုက psycho evangelical ပဲဖြစ်သွားတယ် Christianity လည်းအဲ့ဒီရှုထောင့်ကနေပြောရင်အရင် beautiful ဖြစ်တယ် it's very beautiful like mutual aid တို့ပါတို့ဟိုလွတ်မြောက်ရေးတို့ကျွန်လွတ်မြောက်ရေးလုပ်ခဲ့တာ John Brown ကစလုပ်ခဲ့တာလေ I don't know if you know ဟုတ် it ကဲ့ but John Brown ဆို preacher ဗျာရှိသမျှလူကိုတနတ်ဆွဲပြီးလိုက်ပစ်တာ because he felt that something about slavery is very wrong. He don't know how to explain it, but he explained it. He's like, ဖျားရဲ့ကလေးကိုငါဖက်တဲ့ so liberation theology branch တစ်ခုလုံးရှိရဗျာအခုကတော့ American မှာအဲ့ branch ကအန်ဒီရယ်ရှိလို့ဆိုပြီး CIA ကတေချာကို target လုပ်တာ like อืมအဲ့ branch စထွက်လာတာကိုလံဘီယာလားဘာလားမသိဘူးလို့ Catholic ဘုန်းကြီးတွေက communist တွေနဲ့တွားကြိုင်းပြီးချလို့ဆိုပြီး CIA targeted that very professionally like ဒီဟာ American ကိုရောက်လာရင်တော့အရင်ပြဿနာတက်ပြီဆိုတော့ဆိုတော့အဲ့ဟာပျောက်သွားတာပေါ့နော်အခုဟုတ်ကဲ့ကတော့နည်းနည်းလေးပြန်ထွက်လာတယ်ဆိုတော့မဆိုးပါဘူး ဟုတ်ကဲ့ it should foster I think it okay should prosper yeah အဲ့တော့ဘာပဲပြောအချိန်လည်းတော်တော်ကြာသွားပြီဆိုတော့ thank you for yeah your time I'm going to okay stop the recording yeah thank you okay see cool you thank you next ပါကျွန် time တော်ဟုတ်ကဲ့ပါ